မျိုးဆိုင်တာမျိုးမဆိုင်ဘူးပြီးတော့သူဒီအကြောင်းကိုတော်ကြီးထဲမှာရောရှင်းလိုက်တော့မှပနဲ့ရိုက်တဲ့နေမှာပြီးအဲ့ဒါရှင်းများပြီးတော့မသိပါဘူးတော့မျိုးမရှိဆိုတော့တဏှာဒီပေါ့ပြီးတော့ကျွန်တော်ဒီတဏှာအောင်မြင်ပြီးလို့ဖြစ်ဒီမှာဒါ20နဲ့2လမှပဲရှိတယ်ဒါ22လမှသူကညောင်ရွက်ခဲ့တာတွေကအခုပြင်နေတာတွေက24လမှဒီကတည်းကအလောက်ရှိOrigin user. And that time, 3 times, all that. ဒီကြောင်းလေးပေါ့အဲကြောင်းလေးစပြီးတော့ Real Malay ဆိုတဲ့နာမည်နဲ့ မှန်ပါဗျာ ဆရာတို့ပြောလဲမှလည်းရှိတယ် အဲ့ဒါကပရိယတ်သမိုင်းမှာစိုက်ဝိုင်းတယ်အဲ့ဒါနဲ့မဆက်ပါဘူး ဒီလိုတော့မဆက်ဘူးဗျာဒါဒီလိုကြောင်းနဲ့ဝင်နေတယ်ဘောဘာတော်တဲ့ဝင်တော်တဲ့မှာဆိုတော့တော်တယ်ပြည့်ကြံနေပြန်ချမ်းလို့မခတ်တာဘူးဒီလိုမျိုးသဘာဝတရားထိုင်နေကြရတယ်လို့ပြောတယ် တော်တယ်မှာပဲ တော်တယ်မှာသဘာဝထိုင်နေရတယ်ဟုတ်ဘာတော်ကြီးကမှာပေါ့ဗျာဘာတော်မှာလည်းထိုင်ဒီလိုစမ်းကြောင်းလေးတွေပြောတယ်တရားထိုင်နေတာစမ်းကြောင်းလေးထိုင်အဲ့ဒါတရားဒီတော့တော်ကြီးကမှာဒီလိုကမ္မထမ်းပြီးတော့အရင်တော့ပြီးတော့လွတ်ပေးထားတာပေါ့လူရဲ့အရင်များလာတဲ့အခါကျတော့ရိတ်တာတစ်လောက်တော့ပြီးတော့တစ်လားတော့2ကြိမ်3ကြိမ်ဖွင့်ရိတ်တာမှာ2ကြိမ်လောက်ဖွင့်တစ်လောက်အပြင်မှာလိုက်ပြီးတော့လည်းပြီးတော့နေလက်ပြီးတော့လည်းပြရတယ်တရားဝဲလဲလိုက်တော့ဒီလိုကကြတော့ပရိယတ်ကလာတာမဟုတ်ဘူးဒီလိုတော့ပရိသတ်ကပေါ့ဒီလိုကျင့်ညာအထုတ်ခဲ့တဲ့တရားလေးတွေတွေ့ခဲ့တဲ့တရားလေးတွေပြန်ပြီးတော့ပို့ချတာပေါ့ခန္ဓာကိုယ်တွေအဲ့တော့တပိတော့ဘယ်လမ်းကနေသွားလဲဆိုတော့တပိတော့ဒီဝိပဿနာယာနိကတိတ္တံပေါ့သမထကိုမပါဘဲနဲ့ဝိပဿနာယာနိကတိတ္တံပညာဝိမုဒ္ဒလမ်းပစ္စည်းမပရိသောမဂ္ဂင်၈ပါးလမ်းဆိုပြီးဒီလိုမျိုးပြပြဒါတပိတော့ရဖိတ်ဖန်ဖလက်တယ်ဓမ္မတင်အောင်ဟုတ်လား ဒီတော့ထမ်းတယ်နမူချင်းဆရာတော်ကြီးထမ်းတယ်နေပြီးတော့ထမ်းတယ်မျိုးထမ်းတယ်တောင်းတယ်အဲ့ဒါကိုစီတောင်းပြီးနဲ့ပေါင်းလိုက်တော့ထမ်းတယ်စီတောင်းပြီးတောင်းဆိုပြီးတော့ညီ23နှစ်ကအဲ့တော့အားကြောင့်လေးကိုဝိဆောက်တည်တဲ့ကြောင်းဘယ်ဘူးဆရာတော်ကြီးနဲ့ဟိုပြီးခဲ့တဲ့လာမှပြန်လို့ပြောတာနမူချင်းဆရာတော်ကြီးပြန်လာစာမတည့်ဘူးလား စာမတင်ဘူးပြတတိတော်ကားတဲ့တတိတော်ပါရမီယာစာပေပညာပိုင်းမှာပြီးတော့ပါရမီမထူးကျော်ဘူးပြီးတော့တန်တက်လာမှာဝတ်တာ တက်ကတတိတော်အသက်ကြီးမှာပြီးတော့တောထွက်ပါပြီ30နဲ့9ဝန်းကျင်လောက်မှာ တက်လာမှာဝတ်တာ မှန်ပါဗျာ မလုပ်ခဲ့ တတိတော်ကစုံနေတယ်တိုင်ဂျိုလဲငယ်ငယ်တော့မှလည်းလုပ်ခဲ့ဒီမန္တလေးမှာတိုင်ဂျိုလုပ်ခဲ့စိတ်နှမ်းမှာလည်းလုပ်ခဲ့စက်မှုစုံလည်းလုပ်တယ်မန္တလေး35နဲ့60မှာလည်းပြည်ကြီးမရှိပါကြီးဝဲမှာလို့ကားဝဲလည်းလုပ်နေတယ်စုံဒီရပဲ ဇာတိရရန်ကုန်စမ်းကြောင်းဂျပန်ခန္ဓာဟွာပေါ့ဂျပန်ခန္ဓာအလုံးမဝေးရဟုတ်ကဲ့ဒီရာလေးနဲ့ပေါ့နော်ဒီဒကမတွေလည်းပါတယ်ဘုံဘုံရဲ့ကိုယ်ဒီလိုတော့ဝိပဿနာယာနိကပေါ့အဲဒီနဲ့ဘုံဘုံရဲ့တရားတွေကိုဒီလိုအမြဲတမ်းရှင်းသွားတယ်ဒီလိုတရားစကားမှာလည်းဘုံဘုံရဲ့တရားတွေလည်းဒီလိုဖွင့်တယ်အဲ့ဒီလိုရှိဖွင့်ရတော့ဘာလို့ဒီကဖွင့်လဲလို့ဆိုရင်ဒီတရားဟောတဲ့ဒီသုတိမဗရာဂိတုတ်တန်တွေကပညာဝိမုဒ္ဒလမ်းဆိုရဲဒီကတော့ပညာဝိမုဒ္ဒပေါ့နော်ဒီတရားတော်ပြီးတော့ပြန်ပြောပြတယ်ဒါတွေကတကယ်ရှိတယ်အဲ့တကယ်ရှိတဲ့အတိုင်းလည်းပြီးတော့လည်း
တပည့်တော်တရားနဲ့ဖုံဖုံရဲ့တရားတွေနဲ့ဟပ်ပြီးတော့ပြတာပေါ့ငယ်ကမားတွေလည်းကြည့်နေလူတွေကနားမလဲဆရာတော်ရဲ့ဖရာဆရာတော်ရဲ့တရားတွေနဲ့ပြီးတော့ပြန်ဟပ်ပြီးတယ်ဒီတရားတွေနားကြတပည့်တော်ကိုယ်လည်းနားတယ်ဗျတပည့်တော်တရားအကျင့်ဉာဏ်အထုတ်တဲ့ချိန်မှာဒီပရိစ္ဆေသမုပ္ပါကိုပဋ္ဌာန်းနည်းနဲ့လေ့လာသုံးသပ်ခြင်းဆိုတဲ့ဒီຢာလေးကိုတပည့်တော်ကစောက်ခွေလေးရှိတယ်ပေါ့ခွေလေးရှိတော့တပည့်တော်ကဘာလုပ်လဲဆိုတော့တပည့်တော်ကဒီမိုးကုတ်နည်းနဲ့ကျင့်ဉာဏ်အထုတ်ဖို့ရဲ့အချိန်လေးရှိတော့ပရိစ္ဆေသမုပ္ပါကိုတပည့်တော်အနုလုံပြီးလို့စိတ်နေတယ်ပေါ့ဉာဏ်နဲ့ပဲစိတ်နေတယ်အဝိဇ္ဇာဆိုတော့ဘာလဲဆိုရင်ဒီအဝိဇ္ဇာရဲ့မသိမှုရဲ့ဘာလို့မသိတာအဝိဇ္ဇာလဲဆိုတော့ဒီပစ္စည်းလေးပါးမသိရင်အဝိဇ္ဇာခန္ဓာ၅ပါးကိုမသိရင်အဝိဇ္ဇာဒီအာရဏဗတ်စိတ်ချက်ပါးကိုမသိရင်အဝိဇ္ဇာပေါ့ဘက်ကင်ချက်ပါးကိုမသိရင်အဝိဇ္ဇာတိတိတိထိုက်တာတွေကိုမသိရင်အဝိဇ္ဇာဟောဒါလေးအဝိဇ္ဇာဆိုတော့ဒါလေးကိုမသိရင်အဝိဇ္ဇာပါလူနာမည်တွေလူအည်အတွက်တွေကိုသိတာကိုပြောရမယ်ဒီရဲ့တိတိတိထိုက်တာတွေမသိရင်အဝိဇ္ဇာပါလားဒါတွေကိုသိရင်ပါပဲဝိဇ္ဇာပါလားဆိုတော့ဒီဟာတွေသိအောင်လုပ်တော့အဲ့တော့ဒီတစ်ခုချင်းစီပြီးတော့အနုလုံပြုလို့စိတ်ရင်သုံးတတ်တာဒီလိုမျိုးဒါတော့တပည့်တော်ရဲ့လျှောက်ခဲ့တဲ့လမ်းလေးပေါ့ဗျာတပည့်တော်တမထောက်မရှိဘူးတော့ပဲဒီရဲ့ခန္ဓာကိုယ်ရဲ့ပြည့်စုံသမုပ္ပါကိုဆင်ရင်ဒီပြည့်စုံသမုပ္ပါဘယ်ကနေထွက်ရမလဲဘာကြောင့်လဲနေရလဲဘယ်တော့ရက်မလဲဆိုရဒီလေပုံနဲ့နော်လေပုံနဲ့ဒီပြက်ပုံနဲ့ဒါတွေကိုဒီတော့ပထမထွက်လမ်းကိုရှာတော့တရားဟုတ်ခဲ့တဲ့ဆရာတော်ကြီးစီကနေရရတယ်တပည့်တော်ဘာမှဟိုတပည့်တော်မှန်တယ်ပြောပြရင်တပည့်တော်ခဏဆိုတော့တယ်ဒီတော့အိမ်အောင်တယ်ဗျဒီတော့အိမ်အောင်ရှိတယ်ဒီတော့အိမ်အောင်ကြာတော့၈လပဲရှိတယ်ခဏဆိုပြီးတော့ဝတ်တယ်ဒါနဲ့ဝတ်တယ်ဆိုရင်လည်းအဲ့ဒီကိုတပည့်တော်ကလည်းအကြောင်းတရားရရှိတယ်ငါတရားရရင်တော့ဆက်ဝတ်မယ်တရားမရရင်တော့ထွက်မယ်ပေါ့ဆိုရတပည့်တော်ဝတ်တော့အဲ့ဒီအကြောင်းကိုရောက်သွားတယ်တပည့်တော်သိတယ်တပည့်တော်ရဲ့ဘုံမိနဲ့တန်နေရမှန်တော့ဒီနေရာပဲငါလိုချင်တဲ့နေရာဒီနေရာပဲဆိုပြီးတော့တပည့်တော်ရဲ့လူဝစားတွေအားလုံးဝစားတွေအားလုံးမန္တလေးကိုကားကြီးပေါ်တင်ပြီးတော့ကားနေပတ်ဆက်တော့ကနေလွှဲပြီးတော့တခါလေဖုန်းနံပါတ်နဲ့တခါလေလွှဲလိုက်တယ်ပြီးတော့တခါလေအဲ့ကျရတဲ့ဆုံးဖြတ်ချက်ရှိထားပြီလားဒီမှာကြည့်ရင်တော့အောင်မြင်လို့ဆိုတော့ပြီးအဲ့ဒါနဲ့ပြီးတော့ဝစားလူဝစားတွေအားအပြီးလွှဲလိုက်လွှဲပြီးအဲ့မှာစပြီးကိုရင်ဝါနဲ့စကြည့်ကိုရင်ဝါနဲ့လည်းပြီးတော့ဝင်းကြီးတွေလေးလာတယ်ကြည့်ရမီးလေးလာနေတော့6လချက်ချင်းမဝက်ပြီးလို့16မိုင်နေရမှာပဲမဟုတ်ဘူးဟိုထမ်းတယ်မှာဟောထမ်းတယ်ဟိုပါဘယ်ထမ်းတယ်နေပြီးတော့တခဏတီးမျိုးဩအဲ့ဒီအထမ်းတော့ဟိုနှုတ်ချင်းဆရာတော်ကြီးဝစ်ဆောက်နေတဲ့လူတွေ73မဆောင်တာမရှိတော့လေ73မဆောင်နေတယ်ထမ်းတယ်ဆိုလို့ရှိတော့နှုတ်ချင်းဆရာတော်ကြီးတော့ဝစ်သမားတွေပေါ့ဝင်းကြီးပေါ့ရွှေကျင်ငိုင်းပေါ့ဝတ်ဆောက်တဲ့နေရာဝတ်ဆောက်တဲ့နေရာဒီမြန်မာပြည်တပြည်လုံးတန်ခါအကုန်တန်ခါမဆိုဘယ်သူမဆိုလာလို့ရတယ်ဝတ်ဆောက်ပြီးအချိန်ကြီးတနေ့ကိုစွန်းတက်နဲ့ပဲကုန်လို့ရတယ်ဟုတ်သူကပတ်စံမကန်ညဘက်ဆိုလည်းထွက်လို့မရဘူးမီးပိတ်ကြတယ်ဘာမှမလုပ်တော့တဘာဆောင်လေးနဲ့ဒီလိုဘုရားကျင့်ညာအထောက်ပါတော့အဆင်ပြေပါတယ်ဒါမှဆုံးရတဲ့နေ့တစ်ထပ်ပဲကိုတရားကိုကျင့်ဒီလိုတော့အကြိုက်ပဲပေါ့နော်ဒီလိုရှိသေးလားအဲ့ဒီမှာညာအဲ့ဒါရှိသေးလားဝတ်ကြောင်းနေရှိပါတယ်ဆရာရှိဒီအကြောင်းတော့လေးအောင်နေသူကလည်းထပ်တယ်ဆူတောင်းပြီးပေါ့ဟုတ်တယ်ပြဿနာအဲ့ဒီလိုလည်းနေကြလားအဲ့မှာဒီတကယ်ကိုတောကြတယ်ဗျာအရင်တော့ဆိုတော်လေးအဲ့မှာအကြောင်းနဲ့ရုပ်ကြောင်းမှာတုတ်တန်ဒီဘူးတွေလည်းရှိတယ်ရေကတိုင်းရှိဖို့၅ကန်တွေရှိတယ်အဲ့လိုဘူးပေါ့ဘူးချောင်းလေးတွေရှိတယ်အရင်တော့ဒေါင်းနေလည်းလာတယ်ဆရာတော်ရှိတော့ဒေါင်းနေလည်းနားတယ်စက်တူလေးတွေဆိုလည်းအပင်လိုက်တာညာဒီလိုမျိုးတွေပေါ့နော်အေးကတော့တော်တော်လေးကိုတော်တော်ရကိုဟိုတယ်ဆုံးပြီးလုပ်လိုက်တော့တော်ပြတ်တော်မရတော့ဟုတ်ဒီတော့တော်ရတယ်ယမနာဥဇောတိကာဟောအဲ့ဒီဥဇောတိကဒီလိုကြောင်းဖြစ်တာအဲ့လာကဒီလိုတပိတော့တဲ့ဘေးမှာသူကအဲ့ဒီကြောင်းကဒီလိုဆရာတော်ယူအပ်သွားပြီသူကမလီဘဲနဲ့တောထွက်သွားပြီးတော့ဒီလိုကြောင်းအဲ့ဒါဒီလိုကြောင်းဖြစ်တာဟုတ်ဒါတော့ကြောင်းမှန်ဖြစ်တာဥဇောတိကရဲ့ဘေးနားမှာရွှေစီဆိုတော့ကြောင်းကြံနေတယ်ရွှေစီရရဲ့ရွှေစီရဲ့အဲ့ဒီတပိတော့ရဲ့ထန်းတဲ့ပင်ရဲ့ဖိုကောင်းဆိုင်တော့သုံးဝင်ဆိုင်အဲ့ဒီလိုကြောင်းဝင်ရွှေစီတော့ရောက်ဘူးတဲ့ကောင်မှန်ရွှေစီရွှေစီရတယ်ဒီလိုရဲ့ဟိုပြောမှအပိုင်နေတယ်ဒါနဲ့တော့သူခွဲလာတယ်အဲ့ဒီလိုကြောင်းဝင်ကျောင်းဒီလိုတစ်ဖွဲ့လေးပဲဒီထိတ်မှာထမ်းတဲ့ဘေးကထိတ်လေးလေးမှာအရှိမဆူတောင်းပြီးအထဲမှာထမ်းတဲ့ဘေးနှစ်ခုပေါင်းလိုက်တော့ထမ်းတဲ့ဘေးဆူတောင်းပြီးအကြောင်းဆိုတယ်နှစ်ခုပေါင်းလာတယ်အပြေဘက်ကရွှေစီရကြတော့ဟိုကဆူတောင်းပြီးရတော့ဒီပရိုက်တာတွေလို့အထဲမှာကြတော့ဝင်ကြီးနေနေတယ်ပေါ့
စွတ်တက်စားပြီးတော့ဝက်လာဆောက်ပြီးတော့တန်ခါတွေတော့ဒီတဲ့32ဧကပေါ့အစင်ပြောင်းတဘာလုံးကြီးလုပ်ပြီးတယ်ဒီလိုကြောင်းလေအဲ့ဒီလိုကမ္မထမ်းကြောင်းလေးတွေပေါ့ဒီလာရှင်တွေလည်းထားတယ်ရန်တွေလည်းထားတယ်အကုန်လုံးဒီလိုနှစ်ခွက်လောက်တော့ဝင်းမြင်လောက်ရှိတယ်သူကလည်းဒီလိုဆိုလို့နိုင်တလောက်ပြီးဟိုတပိတော့ကတော့သာသနာပြုဖို့အတွက်ရွေးချက်နဲ့လုပ်တာမဟုတ်ဘူးဒီတရားတွေကိုတည်တော့မဖြစ်မနေလောက်ရမယ်ဆိုတဲ့အတိနဲ့လောက်တာလောက်တတ်လို့လောက်တာတော့မဟုတ်ဘူးလောက်တင်လောက်ထိုက်တာကိုလောက်တော့ဆိုတပိတော့မပြည့်စုံဘူးပါဘူးတပိတော့လည်းလိုအပ်တာရှင်စုံမလမ်းညွှန်လို့ရတယ်ဒီတရားနဲ့ပတ်သက်လို့ရှိရင်အများနဲ့စုံမှာဒီလိုကြာတော့ဒီတော့အဲ့ဆရာတော်ဒီဆရာကြီးဒီတော့ကဟိုဆရာကြီးကိုငင်ကတရားစခန်းမှာပဲနှစ်ကြိမ်လောက်ဝင်ပြီးအဲ့ဒီလုံးဝင်ပြီးတယ်နှစ်ကြိမ်လောက်ဝင်ပြီးရင်မိုးကုတ်တရားစခန်းမုံလက်ဆရာတော်ကြီးဆက်မှန်ကောင်းအဲ့မှာလူဝင်းနဲ့လူဝင်းတော့နေတယ်ရန်ကုန်နဲ့ပြည်လာတာဆရာကြီးကိုငင်ကတဆန်းတစ်ခါပဲကျန်တော့တပည့်တော်ကရှင်ရကြီးတရားရဲ့မိုးကုတ်ဆရာတော်ကြီးရဲ့တရားတွေတော့ဥကောတိကမုံလက်ဆရာအဲ့တရားတွေကိုနာပြီးတော့ကျင့်သိမ်းဆရာတော်ကြီးတရားပေါ့ဒီကသိမ်းဆရာတော်ကြီးတရားဆိုလို့ဒီတော့စာကိုဒီလိုမျိုးကြီးမဖတ်ဖဲနဲ့ဒီတော့ကျတော့စာကိုဒီတုဒ္ဒဒီနားနဲ့တရားကိုအများနဲ့နားတယ်နာပြီးတော့နာပြီးမရတပုတ်သေးကိုဒီလိုအကျင့်400နားဒီတပုတ်ဒီပါဠိတစ်လုံးပေါ့ဘာလို့ဆူလာလဲဆိုတဲ့အဓိပ္ပာယ်ကိုပြီးတော့သိအောင်ခန္ဓာနဲ့ကြိုက်လာတယ်မတိမချင်းဒီဟောပြန်ပြီးတော့စိတ်နဲ့သုံးသပ်ပြီးတော့ပြန်ပြီးတော့နာအဓိပ္ပာယ်ရှင်များဟောတဲ့တရားဆိုဒီလိုဘယ်နေရာမှာဒီလိုပဲတရားကျင့်တဲ့နေရာမှာဒီလိုအကျိုးကြီးတယ်လို့ပြောပြည့်သမုပ္ပါစိတ်ဉာဏ်တော့ဒီလိုဝေဒနာ၃မျိုးပေါ့ဝေဒနာနဲ့တဏှာကြားဖြစ်ရဆိုပြီးမဟုတ်ဆရာတော်ကြီးဟောတာရှိတယ်။အဲဒါဝေဒနာကဘာဝေဒနာဆိုတာဘာလို့ပြောတာလဲဝေဒနာဘယ်နှမျိုးရှိတယ်ပေါ့။အဲတော့အချင်းချုံလိုက်ရင်တော့ဒုက္ခဒုက္ခဒီအမောတဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပိ္ပခဝေဒနာပေါ့ဝေဒနာ၃မျိုးရှိတယ်။အဲဒီအဲ့ဝေဒနာကိုလည်းစိတ်နဲ့စိတ်ရင်တော့ဒုက္ခဝေဒနာချမ်းသာဟုတ်ပြီချမ်းသာတော့လိုချင်တာတော့လိုလိုက်လိုချင်တယ်ဒါကတော့တဏှာဖြစ်တာလက်သိတယ်ဒါပေမဲ့ဒီကစဉ်းစားတယ်ဒုက္ခဝေဒနာဘာလို့တဏှာဖြစ်တာလဲဆိုတော့ဒုက္ခဆင်းရဲတယ်ဘာလို့တဏှာဖြစ်ရလဲဒါကလည်းဒီအကြောင်းတရားကိုလည်းဆင်းတယ်ဒုက္ခကိုမလိုချင်ဘူးဆိုတဲ့ဟာလေသူကမလိုချင်တဲ့ပုံမှာလည်းဟိုတော့ဒုက္ခကိုလိုချင်တဲ့ဟာကြောင့်လည်းလောဘလို့ခေါ်တယ်ဒုက္ခကိုမလိုချင်တော့လည်းပယ်တဲ့အတွက်ဒေါသကိုလည်းတဏှာရဲ့ကိုဖြစ်တယ်ဒါနဲ့ဒီလိုထုတ်တဲ့နည်းနဲ့ရှင်းရင်တော့လောဘကိုတဏှာလို့ခေါ်တယ်မဟုတ်ဘူးရဲတော့ဒေါသမလိုချင်ပယ်တာကိုသင်္ခါရအဘိဓမ္မာနည်းနဲ့ရှင်းမှာကိုသိကြတယ်ဒေါသဒီမကြိုက်လို့ပယ်ရင်သင်္ခါရမဟုတ်လို့အဘိဓမ္မာနည်းကြတော့သင်္ခါရကိုတဏှာလို့ခေါ်တာပေါ့ပြီးတော့ထုတ်တဲ့နည်းနဲ့တော့သူကတော့အဲ့ဒီနေရာမှာရှင်းထားတာတော့ဒုက္ခဝေဒနာပစ္စယတဏှာတာဟုတ်တယ်မှန်ပါဒုက္ခဝေဒနာပစ္စယကြတော့သူကတဏှာဖြစ်တာမဟုတ်ဘူးကြရကမှန်ပါရဲ့တဏှာဖြစ်တာမဟုတ်ဝေဒနာဆိုရင်ဒေါသပဲဒုက္ခဝေဒနာပစ္စယဒေါသောဒါပဲဒေါသဆိုတာလူကြိုက်မဟုတ်ဘူးမှန်ပါအကြိုက်မဟုတ်တော့ဒေါသဖြစ်တဲ့အခါမှာအဲ့ဒီဒေါသရဲ့ချုပ်ငြိမ်းရကိုရှားပြန်တဲ့အခါကျတော့တကွက်ကြော်လိုက်တော့တဏှာပြန်ဖြစ်တယ်မှန်အဲ့ဒါကြောင့်မို့လို့အဲ့ဒီမှာဒီလိုအဲ့လိုလည်းဆင်ញင်မိပါတယ်ဟုတ်တယ်ဝေဒနာနဲ့ပတ်သက်ပြီးတော့ဝေဒနာတန်ရုပ်ဆိုတာဒီဖတ်ကြည့်လိုက်နော်မှန်ပါရှင်များဆောင်နေတယ်ပြီးတော့စောင့်လေးလည်းရှိပါတယ်အဲ့ဒီဘိသသမုပ္ပါဟိုပဋ္ဌာန်းနည်းနဲ့လေးလာသုံးသက်ခြင်းဆိုတဲ့စာအုပ်လေးလည်းရှိတယ်ခွေလည်းရှိတယ်သူကဒုက္ခယဝေဒနာယပဋိက္ခဒုတိယလို့သိတယ်ဒုက္ခဖြစ်ရင်တဏှာဖြစ်တာမဟုတ်ဘူးမှန်ပါဒေါသဖြစ်တယ်မှန်ပါပဋိက္ခဒုတိယခိနေပေါ့ဒုက္ခဖြစ်လို့ရှိရင်လူတိုင်းမှာဒေါသဖြစ်တယ်မှန်ပါဟုတ်မခိုင်ဒေါသဆိုတဲ့ဖြစ်ပါပြင်းထန်တဲ့ဒေါသရှိတယ်လို့ဆုတ်နေတဲ့ဒေါသရှိတယ်မှန်ပါဒုက္ခကိုမလို့ခြင်းနဲ့ပုံလီတဲ့ကြောက်ရွံ့နဲ့အဲ့ဒီဒုက္ခဝေဒနာဖြစ်လို့ရှိရင်ပဋိက္ခဒုတိယဆိုတဲ့ဒေါသရင်းထဲမှာခိုင်းဖြစ်လာတယ်မှန်ပါဒုက္ခယဝေဒနာယရာခဒုတိယလို့ဒီဒုက္ခဝေဒနာဖြစ်ရင်ရာဂဖြစ်တယ်ဒါကဒီကပုံမှန်ပဲတွေ့ရပါဘူးတော့ပရိစ္ဆာတို့ဘာကြတော့ဘာလို့ဝေဒနာပစ္စယတဏှာပဲကိုခေါ်တယ်လဲဆိုတော့ဒုက္ခကိုမပြောဘဲနဲ့ဒီဘက်ကိုဘာကြောင့်ပြောလို့ဆိုတော့အဝိဇ္ဇာနဲ့တဏှာကဒီပရိစ္ဆာတို့ဘာမှာအဓိကနှစ်ခုမှန်ပါအဲ့ဒါကြောင့်မလို့အဖြစ်များတာကိုကြည့်ပြီးတော့မြတ်စွာဘုရားဝေဒနာတစ်ယောက်နဲ့ရပ်ထားပြီးတော့ဝေဒနာပြီးလို့ရှိရင်တော့က
တဏှာဥဆောင်တဲ့အပိုင်းကိုဆက်ဖို့တယ်မရှိနော်တိုက်ရိုက်တော့မဟုတ်ဘူး တိုက်ရိုက်တော့ဟောလို့ရတယ်ဒါပေမဲ့ဒီတော့တပည့်တော်ရဲ့သုံးသက်ချက်လေးပဲအဲ့တော့ဒီဒုက္ခဆိုရင်ဒုက္ခဆိုဘယ်သူမှမလိုချင်ဘူးအဲ့တော့ဒုက္ခကိုမလိုချင်ရင်းရဲ့အတိတ်ပဲဒီသူကဒုက္ခချမ်းသာကိုလိုချင်ရင်းဆိုတဲ့အတိတ်ပဲဒီလိုမျိုးပေါ့တရက်ကိုပေါ့ဒီလိုတကွက်ကြော်ပြီးပြန်စဉ်းစားတယ်အရှင်ကခုနကတော့တကွက်ကြော်ပြီးပြန်သုံးသက်တယ်ဒုက္ခကိုမလိုချင်ဘူးဆိုတာဒုက္ခကိုလိုချင်တာတကွက်ကြော်ပြီးစဉ်းစားတော့ဒုက္ခကိုလိုချင်တဲ့အတွက်ဒါကိုလည်းတဏှာလို့တော့ဒီတော့ဒီဓမ္မနည်းနဲ့ကောက်တော့ရှင်းတယ်ဒီပယ်နေတဲ့ဟာကိုသင်္ခါရလို့လည်းကောက်တယ်ပြုလုပ်နေတာသင်္ခါရပြီးတော့ဒီဓမ္မနည်းနဲ့ကျတော့ပြုလုပ်သင်္ခါရကိုတော့ကောက်တယ်သင်္ခါရကတော့တဏှာပေါ့မနောသင်္ခါရပေါ့ပြမနောသင်္ခါရကတဏှာလို့ပြုလို့မရပြုလို့မရသင်္ခါရဆိုတာချစ်ရပွားမှန်သင်္ခါရဆိုတာအလုံးကိုခေါ်တာမှန်သင်္ခါရအလုံးဟုတ်တယ်ကိရိတာမှာသင်္ခါရပုဂ္ဂိုလ်ခန္ဓာရောပါရောဘုံမှာသင်္ခါရတွေကြီးပဲဟုတ်မှန်သင်္ခါရကလုံးပြောထားတဲ့တခါမှန်ချုပ်တဲ့သင်္ခါရပဲနားတယ်အဲ့ဒီမှာဝိတ္တိမဲ့ရှင်းတာလေးရှိတယ်မှန်ဒုက္ခိဒုက္ခပတ္တိယတိမကြိုက်တာနဲ့တွေ့တဲ့သူကဒုက္ခကိုတောင်းတာတယ်မှန်အဲ့ဒါကြောင့်ဝေဒနာပစ္စယတဏှာဖြစ်တယ်အဲ့လိုလည်းသုံးသပ်ဟုတ်တယ်အဲ့ဒါဝိတ္တိမဲ့မှာဆိုထားတဲ့တခါဒုက္ခိဒုက္ခဒုက္ခရောက်ရင်ဒုက္ခချမ်းသာကိုတန်တာမှန်ဒုက္ခိပဲရောက်ပြီအဲ့ဒီချမ်းသာတွေ့ရင်တော့ပို့လို့ချင်တော့မှန်ဒီအဲ့လိုတော့သုံးသပ်တယ်ပတ်သက်လာရင်တဏှာကြီးပဲဆိုတာအဲ့ဒီအထိပ်ပဲလို့နော်ဆင်းရဲတွေ့ရင်လည်းလိုချင်တာသူ့ကိုလိုချင်တာမဟုတ်ဘူးဒုက္ခကိုတန်တာအဲ့လိုမြင်နေပြအဲ့လိုမြင်ဒုက္ခဖြစ်ရင်ဒုက္ခကိုတန်တာတယ်ဒါကြောင့်မို့ဒုက္ခနဲ့တွေ့တယ်တဏှာပဲဖြစ်တယ်ဆိုတာအတိတ်ပဲလို့ပြောမှန်ဝေဒနာတန်ရောက်ကြတာလို့မဟုတ်မှန်ဝေဒနာတန်ရောက်ကြတော့ဒုက္ခရဝေဒနာရပဋိက္ခသစ္စာတွေဒုက္ခဝေဒနာဖြစ်လို့ရှိရင်ရှင်နဲ့မှဟိုပြီးတဲ့စိတ်ကပေါ်လာမှန်အဲ့ဒါတော့သူကလည်းသူအကြပေါ့နော်ဒီလိုအဲ့လိုလေးလည်းသုံးသပ်မိတယ်အဲ့ဒါနဲ့တပိတော့နောက်သုံးသပ်တာကဘာပြန်လဲဆိုတော့ဥပိ္ပခဝေဒနာဥပိ္ပခဝေဒနာဘာလို့တဏှာဖြစ်တယ်ဒီဟာကိုတပိတော့ဆင်ញင်တော့တပိတော့မသိတော့ဘူးဒုက္ခဝေဒနာကိုလည်းတဏှာဖြစ်တာလက်ခံတယ်ဒုက္ခဝေဒနာကိုတဏှာဖြစ်တာလည်းလက်ခံတယ်ဒါနဲ့ဥပိ္ပခဝေဒနာတဏှာဖြစ်တာကိုဆင်ញင်တော့ပြိဿသမုပ္ပါဆင်ញင်တာကိုတရားကျင့်တော့ပြီးတော့မတူဘူးအဲ့တော့ဒီလိုဒုက္ခနဲ့ထဲထားတာမှန်ဥပိ္ပခကဒုက္ခနဲ့အလားတူတယ်ပေါ့အဲ့နောက်ဆက်ရင်းနဲ့နေထားဆိုတော့စိတ်ကြိုက်တယ်အဲ့စိတ်ကြိုက်ဖြစ်တဲ့အတွက်ကြောင့်တဏှာပဲဖြစ်တယ်ဒီလိုကျတော့ဒီလိုဆင်ញင်ပုံလေးဒီလိုရှောက်ပါတယ်အဲ့ဒါတပိတော့မသိဘူးပြမသိတော့ဒီလိုတရားမထိုင်တော့ဖြုတ်လိုက်ဒီပြီးတော့အကြောင်းကျိုးညီသွားတယ်ပဲရှင်များတရားကိုနားနေတယ်နားနေတော့ဒီခဏဒီပစ္စယသမုပ္ပါအင်္ဂါစနာဘောကိုပဋ္ဌာန်းနည်းနဲ့လေးတာသုံးသက်ခြင်းဆိုတဲ့ခါလေးကိုဒီတော့နားထောင်တယ်အဲ့ဝေဒနာသုံးမျိုးကိုရှင်များဟောထားတာဒီပြီးတော့နားကြတော့ဥပိ္ပခဝေဒနာကတဲ့ဗျာလို့ဥပိ္ပခဖြစ်တယ်ဆိုတော့မောဟဖြစ်တယ်မောဟသူတဏှာအုပ်စုရောက်ရောက်တာမောဟအဝိဇ္ဇာရောက်ရောက်တာမောဟဖြစ်တယ်မောဟဖြစ်တဲ့အပိုင်းမျိုးရောက်သွားတာအဲ့တော့တပြည့်အဲ့ရပြီးတော့ညံလင်းသွားတယ်ဟောဟုတ်သားပဲဒီဝေဒနာဒီမှာငါမောဟဖြစ်တယ်တပြည့်တော့ဥပိ္ပခဆိုရင်တတိယတွေရဲ့ဝိဇ္ဇာဥပိ္ပခဝယ်သွားပြီတကယ်တော့မောဟဥပိ္ပခဖြစ်နေတာကိုတပြည့်တော့မသိဘူးအဲ့တော့အရှင်းပြတဲ့ဟာတွေတွေ့လို့ပြောတော့ဖြစ်လို့ရှိရင်ဒုက္ခတော့သိတယ်လူကြီးမှန်ပါချမ်းသာတာလူတိုင်းသိတယ်မှန်ပါဒုက္ခဖြစ်ရင်လည်းသိတယ်ဥပိ္ပခကျတော့သူကသိမွေးသည့်အတွက်ကြောင့်မသိလိုက်မှန်ပါသိလိုက်လို့မောဟဖြစ်တယ်မှန်ပါအဲ့လိုဆိုလို့လည်းဥပိ္ပခကခံစားမှုကမထင်ရှားဘူးမထင်ရှားသည့်အတွက်ကြောင့်ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်အဲ့ဒီချာမှာဆိုတော့မောဟဥပိ္ပခသိလိုက်တာမှန်အဲ့ဒါမောဟဥပိ္ပခလို့ပြောတယ်အဲ့ဒါပေါ့ဥပိ္ပခကိုတော့မောဟလို့ပြောတာမဟုတ်အဲ့လိုမသိလိုက်ခြင်းဒီမောဟပဲမှန်ပါနော်မောဟစိတ်ခန္ဓာမှုကရှိတယ်ရှိရမယ်လို့သူကငြိမ်ငြိမ်သက်သက်လေးဖြစ်သွားတာဆိုတော့သူကသူ့ကိုမမှတ်လိုက်နိုင်ဘူးဘာမှမမှတ်လိုက်နိုင်လို့ရှိရင်အဲ့ဒါကြောင့်ဝေဒနာတိုင်းကြတော့ဒုက္ခဒုက္ခယဝေဒနာယအဝိဇ္ဇာဒုတိယဒုတိယမှန်ပါအဲ့ဒီဝေဒနာဖြစ်ရင်ဝိဇ္ဇာဒုတိယဖြစ်ဒီလိုအဲ့ဒါလေးနားထောင်လိုက်ဖုံဖုံရှင်းပြတဲ့ဒီဟာလေးကိုနားထောင်လိုက်တော့တပည့်တော်ရှုတက်သွားတာထပ်ပြီးတော့ဒီပိဿနဘောတပည့်တော်မသိဘဲနဲ့မကျင့်တယ်ဆိုတော့ပြလိုက်တော့ဒီဥပိ္ပခာဒီဒါပါလားမောဟပါလားဒီမောဟကြောင့်တဏှာဖြစ်ရပါလားလို့ပြီးပါသူ့ကိုမသိတော့မောဟဖြစ်တယ်ဒီလိုအဲ့ဒါနဲ့ဆက်ပြီးတော့ဆင်ញင်လို့ရတယ်ဒါဖုံဖုံရဲ့ဒီတရားကိုနာခြင်းရဲ့အကြီးကြီးစုပေါ့နော်ဒီပြဿနာဟောတာတော့ဘုရားဟောတာတဲ့တရားလေးရှင်းပြမှန်ပါဘုရားဟောတဲ့တရားဒီလိုအဲ့ဒါလေးကိုရှင်များ
ပြန်ပြီးတော့ဆရာဟောတဲ့တရားတွေကိုဘုံဘုံကပြန်ပြီးဟောထားတဲ့အပေါ်နော်ဒီပြီးတော့ဒါလေးကိုနာကြားရတဲ့အတွက်ဒီပြီးတော့အခုသူထူပါတယ်နော် ဝိတ္တရိမေကြတော့ဘာဆိုတာတော့ဆိုဥပိ္ပခပါဏတန္တတဒုက္ခမရှိဝါပါတိတာဥပိ္ပခကဒုက္ခလို့လည်းမလှုပ်ရှားဘူးဒုက္ခလို့လည်းမလှုပ်ရှားဘူးငြိမ့်တဲ့အနေထားရှိတယ်အဲ့ဒါကြောင့်သူ့ကိုဒုက္ခလည်းပဲထည့်ပြောလိုက်တယ် မှန်ပါ ဝေဒနာလို့ပြောချင်ရင်ဒုက္ခလည်းပဲ ဟောတာတန်ရုပ်တော်တယ်မှာပေါ့ ဟုတ်တယ်ဟုတ်တယ်ဝိတ္တရိမေ ဝိသုဒ္ဓိမတန်ရုပ်တော် ဥပိ္ပခပါဏတန္တတဒုက္ခမရှိဝါပါဥပိ္ပခဟာငြိမ့်တဲ့အေးချမ်းသည့်အတွက်ကြောင့်သူ့ကိုဒုက္ခလည်းမထည့်ဘူးဒုက္ခလည်းထည့်လိုက်တယ်အဲ့တော့ဒုက္ခလည်းထည့်လိုက်တယ်ဆိုရင်မသိရင်မောဟဖြစ်ပြီးသူငြိမ့်တဲ့တာကိုသာရရင်တဏှာပဲပြန်ဖြစ်သွား မှန်ပါ အဲ့ဒီအိပဲလို့ဆို ဝမ်းသာပါဗျာဒီလိုအဲ့ဒါလေးကိုဆင်ញင်ပေါ့လူလုံးသုံးသပ်ဆင်ញင် ဘုရားနေရီတရားကျဲဖိုင်နဲ့ မှန်ပါ အဲ့သုဒ္ဓနေရီကိုလည်းကြံ ဒီ ဖတ်ကြ ဒီ ည့် လို လိုက် ဒီ ရပါ အခြေခံလေးတွေဒီလိုလည်းလိလာနေကြတယ်နော်ဒီလိုလည်းလိလာတော့စာရင်းနဲ့ဒီလိုဒီခန္ဓာမှာတွေ့တဲ့တရားနဲ့ဘုံဘုံရဲ့ဒီဟောတဲ့တရားတွေဒီဘုရားဟောတဲ့တရားတွေဒီလိုအကုန်ပြန်ကြိုက်တာလို့ပြော အဓိကအဲ့ဒီတန်ယုတ်တပါဠိကိုဖတ်လို့ရှိရင်ခန္ဓာဝေကတန်ယုတ်ဘာသာပြန်နေတယ်ရှိပါတယ် မှန်ပါ ခန္ဓာဝေကတန်ယုတ်နောက်ပြီးတော့အလိုက်ရဏဝေကတန်ယုတ်ဒီမှာဝေရဏတန်ယုတ်လည်းရှိ မှန်ပါ အဲ့ဒါလေးအလိုက်လို့ရှိရင်ရှုရလေးကိုပြီးတော့ပေါ်ပါတော့ကိုယ်တိုင်လုံးနေပြီးတော့ကိုယ်လိုပါ မှန်ပါ တော့တရားကျင့်နေတဲ့ပုဂ္ဂိုလ်ကိုယ်လိုပါ မှန်ပါဒီတော့ကတော့အဲ့ဒီစာတွေတော့ဒီတော့ပဲပြိယက်ကလည်းတပည့်တော်တွေကပို့ပြီးတော့အများကြီးထောက်ကူပြုပြီးတော့အရေးကြီးတာလေနော်ဒီကပယ်လို့မရဘူးအဲ့တော့ဒီပြိယက်ပိုင်းနဲ့ပြိပတ်ပိုင်းဟာတချို့မသိတဲ့လူကအငင်းကုန်ဖြစ်ကြတယ်နော်ပြိယက်မရှိပဲနဲ့သာသနာဖြစ်မလာဘူးတချို့ကလည်းအကျင့်မပါပဲနဲ့ဒီဟာအတိရတယ်ပြိယက်ကလည်းမဟုတ်ဘူးဆိုပြီးတော့ဒီလိုအငင်းကုန်တယ် အဲ့ဒါအောက်ဆက်ရအဲ့ဒါအောက်ဆက်ညင်ရမယ်ဟာ တပည့်တော်ကလည်းအဲ့ဒါလေးကိုတပည့်တော်လည်းမငင်းခံဘူးတပည့်တော်ကဘယ်လိုပြောလဲဆိုတော့ဒီပရိယတ်ဆိုတဲ့အတိမပါပဲနဲ့ပြိပတ်လည်းကျင့်လို့မရဘူးအဲ့တော့ဒီပြိပတ်ဘယ်တော့ပဲကျင့်ရင်ပြိယတ်မဖြစ်ဘူးနော်ပြိပတ်ဘယ်တော့ပဲကျင့်ရင်သူကလည်းအဲ့တော့ပြိယတ်မပါရင်တရားမဖြစ်ဘူးပြိယတ်ဘယ်တော့ပဲပါပြိပတ်မကျင့်ရင်လည်းသူကတရားမဖြစ်နိုင်အဲ့တော့ဒီပြိယတ်နဲ့ပြိပတ်နဲ့ပေါင်းတော့မှတော့ပြိဝေရဉာဏ်ဆိုတဲ့ဒီဓမ္မစကားဓမ္မတော့ဓမ္မပေါ်လာတယ်အဲ့ဒါကို ပြောနေကြလို့ပါ မှန်ပါ အမှန်ကလည်းတင်ယူခြင်းနဲ့ကျင့်သုံးခြင်းလို့ပြောလိုက်ကတ်နေတာ ဩမှန်ပါဟုတ်တယ် ဟုတ်တယ်မသူတွေရဲ့မျက်စိတွေမှာပရိယတ်ဆိုစာလေးလိုက်ကြီးတွေသွားမြင်များ ဟုတ်တယ်မှန်ပါ ပฏิပတ်ဆိုရိတ်တာတွေသွားမြင်များအဲ့မှာတစ်ခုဖြစ် မှန်ပါကွဲနေ ရိတ်တာလည်းပရိယတ်ရှိတယ် ဟုတ်တယ် ရိတ်တာလည်းဒီကမ္မထာအထုပ်ပြီးတင်တာပရိယတ်ပဲ ပြည့်ရတယ်အဲ့ဒါကိုမကွဲဘူးဖြစ် မကွဲဘူးတင်ပရိယတ်တိဆိုတာတင်ယူခြင်း တင်ယူခြင်းမှန် တ ပါ ရားနာရနဲ့တင်တာပဲ ဟုတ်ပါပညာအဲ့ဒါတတိတော့ဒါလေးရှင်များဖုံဖုံထောက်ပြလိုက်တော့ဒါလေးကပူပြည့်စုံသွားတယ်ပေါ့နော်အဲ့တော့ဒီတင်ယူခြင်းနဲ့ကျင့်သုံးခြင်းအဲတင်ယူခြင်းနဲ့ကျင့်သုံးခြင်းဆိုရင်ဘာမှပြောပြမလို့တော့ဘူးမလို့ငင်းကြမလို့တော့ ပရိယတ်ဆိုတာ ဟုတ်တယ် ရသော်ဗျာ တရားလိတ္တမှာရှိတယ် တရားထုတ်ပြီးတင်တာလည်းပြရဘူး။သူရအဲ့တရားထုတ်ပြီးတင်တာကျတော့ပฏิပတ်လို့သွားထင်နေတယ် မှန်ပါ ။မဟုတ်ဘူး။တင်တာမှလည်းပြပြရည်ရ။တရားနာထောင်တယ်တတ်တဲ့တင်တာပဲ။ရှိတော့ကတင်နေဆိုတာစာအုပ်ကြီးဖတ်ပြီးတင်နေတာမဟုတ်ဘူး။ဘုရားဟောတာကိုနားဆိုင်ထောင် မှန်ပါဗျာ ။အဲ့ဒါတင်ယူခြင်းပဲ မှန်ပါ ။ဒါမို့လို့စာပေတင်တဲ့ကမှာဥက္ကဟပြိပု္ပ္ပာဒီနှစ်ခုရှိတယ်ဥက္ကဟဆိုတာပြောတဲ့စကားလုံးလေးကိုမှတ်ယူစေ မှန်ပါ ပြိပု္ပ္ပာဆိုတာအဲ့ဒီစကားလုံးရဲ့လက်တိတ်ပဲဘယ်လိုလိုက်တာကျက်တော့ရဆိုတာမှတ်ယူတယ်အဲ့ဒီနှစ်ခုပေါင်းလိုက်မှပညာဆိုတာတက်လာ မှန်ပါ ဟုတ်တယ်တော့သူစာရီတင်ဆောင်ဝဲရဖြစ်တာမှပရိယတ်တိမဟုတ်ဘူးပရိယတ်တိရဲ့အတိတ်ပဲတင်ယူခြင်းပဲပฏิပတ်တိကအဲ့ဒီကျင့်သိထားတဲ့အတိုင်းကျင့်သုံးခြင်းပဲ မှန်ပါ အဲ့ဒါဆိုလို့ရှိရင်ရင်းရတယ် ငင်းတယ်တပည့်တော်လည်းအဲ့လိုပဲရှင်းပြတယ်ဒီပရိယတ်နဲ့ပရိပတ်ပေါင်းဆက်မှရမှာပရိယတ်မပါဘဲနဲ့လည်းပရိပတ်မဖြစ်ဘူးပရိပတ်မပါဘဲနဲ့လည်းဒါပရိဝေဒမဖြစ်နိုင်ဘူးနော်ပရိယတ်နဲ့ဒီပည့်တော်အဓိကပရိဝေဒပြောင်းသွားအောင်ဉာဏ်ပြောင်းကြည့်ရမယ်ဉာဏ်ပြောင်းကျင့်ဖို့ဆိုရင်ပရိယတ်လည်းပယ်လို့မရဘူးပရိပတ်လည်းပယ်လို့မရဘူးပရိယတ်နဲ့ပရိပတ်နဲ့အဲ့တော့သင်ယူခြင်းနဲ့ကျင့်သုံးခြင်းဆိုရင်ဒါပြည့်စုံသွားတော့နော်အဲ့ဒါဆိုရင်ပရိဝေဒဉာဏ်တော့ဖြစ်ဖို့ဖြစ်မှာပေါ့နော် ရင်းရမရှိပါဘူးက ဉာဏ်မရှိပါဘူး နော်ကမ္ဘာထားတော့ဒီတင်တာပြည့်ရ
အဲ့လိုပဲနားလဲဖို့လိုတယ်ပေါ့ မှန်ကောင်းပါ ပဲဆရာတော်ရှိသွားပြီဒုက္ခအထောက်ရတယ်ဆိုတာသင်္နာတာပြရမယ် ဟောဘိဓမ္မာတော့ရင်ရိတ်တာတွေမှာဝင်ပြီဆိုရင်ပရိယဖြစ်နေတယ်နော်ဆရာ ပြရတာ သင်္ကန်းတွေလည်းပြရပါ ပြ ဘူး ရမယ် မှန်ပါ ကြဖို့ချပေးခြင်းအပြရမယ်အဲ့ဒီတိုင်းလက်တွေလိုက်လာခြင်းဟာဒီပါဆိုတော့ကျန်ဆောင်ရတာတပတ်တာအာကရဏအခုတော့လည်းမလို့ရဘူးလို့ဆိုတာတင်လိုက်တာပဲလေ မှန်ပါ ဟုတ်တယ်မလားတင်ပါတော့လက်တွေကျတော့တဲ့ခါကျအခုလို့ဆိုရှင်းစပ်ဒီပါလက်တွေမှာအခုလို့ဆိုလုံးဆောင်းလိုက်အဲ့တော့ပြည့်တဲ့ပြည့်ပါဆိုအောင်ဆက်နေတာ ပေါင်းဆက်မှန်ပါ အဲကြောင့်သုတ္တဆိုတဲ့စကားလုံးကိုဒီပဲဖွင့်တဲ့အခါဘုရားကိုယ်တိုင်ဖွင့်တာပါတော့သုတ္တထာတာဝသတပရိစိတာပဏတတုပိခိတာဒုပိခိတာဒိဋ္ဌိယသုတ်တိဝိဒါဆိုပြီးတော့ဆင်လေးတွေပြထား မှန် နော်မြတ်စွာဘုရားဟောတဲ့တရားကိုနားတယ်နားပြီးရင်မှတ်ထားတယ်မှတ်ထားပြီးတော့မပေးအောင်လေ့ကျင့်တယ် မှန် ပြီးတဲ့အခါကျအတိပ္ပယ်နားလဲအောင်စဉ်းစားတယ်ဒါအတိပ္ပယ်နားလဲတာပฏิပတ်တိပဲ မှန်ပါ အဲ့တွေ့ကျင့်သုံးကြည့်တယ်အဲ့တော့ငါတော့လောကီမှာသီဝရီနဲ့ပဲဟုတ်တယ်ပေါ့ practical မှန်အဲ့ပြီးတော့အဲ့တိုင်းကိုသွားပါလေ အဲ့တိုင်းမှာပဲအဲ့တိုင်းမှာသူတို့ဓာတုဗေဒတော့တော့ကျင့်တင်ထားတဲ့သီဝရီကိုကြည့်ပြီးတော့လက်ထဲဝင်ပြီးတော့စာသက်တယ် မှန် ဒါဟုတ်တယ်အဲ့တော့သီဝရီတွေတော့ရကြတယ်စသတ်မှုမလုပ်ဘူးဆိုရင်တခြားပဲ မှန် စံတတ်မှုတော့လုပ်တယ်သီဝရီမသိဘူးဆိုလို့ရှိရင်လည်းရလုပ်နေတာဖြစ် မှန် ဟုတ်တော့လား မှန်မပြည့်တော့နှစ်ခုပေါင်းမှပြည့်တော့ တစ်ခုပေါင်းမှာဒါပြဲတာပဲ မှန်အဲ့ဒါကိုလည်းပြီးတော့တင်ကြားပါတယ် ဟုတ်ပါ အဲ့တော့ဘုရားမပြောလို့ တ မရ ကယ် အဲ့ရ တော့ အောင် မဲ့ဆိုရင်ရှင်းရှင်းလေးပါ မှန် ဩဟုတ်တယ်ပေါ့ဆက်ပြီးတမိတ်ချက်သမားလေးဆိုရင်တမိတ်ချက်ဒီတော့တယ် မှန် ပြီးရင်ကိုယ်တိုင်ချက် မှန်ဒါပါပဲ ဒီတိုင်းပဲဘာမှမထူအဲ့ဒါထွင်းချက်ဒီတင်တာပြည့်ရကိုယ်တိုင်ချက်တာဒီကတာ မှန် ထွင်းချက်ဒီတော့တင်တယ်မချက်ဘူးဆိုရင်သူပြည့်ရပဲရှိတယ်ဒီပဲ မှန် ကိုဆရာဝန်နေဆေးမကူဘူးဆိုတာဆေးပြချတော့တင်တာလေပြည့်ရတော့ရှိလက်တွေ့မကူဘူးဆိုပြိပမရှိတော့ မှန် မှန်တော့အဲ့ဒီသဘောပါပဲအားလုံးဒီတိုင်းပါကာပေါင်းတင်တာလေပြည့်ရပဲ မှန် လက်တွေ့ကိုမကာပေါင်းနေပြိပပဲတော့အဲ့ဒါကိုတော့ညင်းနေကြတာ မှန် ပြည့်ရဆိုစာသင်တိုင်းကြည့်တဲ့ပြန်ချိုးထိုး မှန် နော်အဲ့ဒါတော့မဖြစ်တယ်ဘူးပေါ့နော်ကျွန်တော်လည်းအဲ့ဒါအဲ့ဒီလိုလည်းပြည့်ရတဲ့ပြိပညင်းခုံတာခုတော်တော်ရော့သွား ဘုံဘုံ ကောင်း ကောင်းပါလေဘုံ ဘု ဘုံ လို့လေတော့တူကြည့်ပြောတာ မှန် ဘုလို့လေတော့တူကြည့်ပြော မှန် ပြည့်ရတိသမားလည်းပဋိတ္တိကိုပုတ်ခတ် မှန် ဘာလို့ပုတ်ခတ်တော့ဆိုရင်ပရိယတိသမားကိုပฏิပတ်ကပုတ်ခတ်တာမင်းတို့ကလွားကြောင်းသားတွေလွားတော့မတော့ရဘူး အခါကျရင်တုတ်ဆက်ပေါ်တိလာတာလောက်သေးတယ် အဲ့ဒါလည်းအခါလည်းကြတာဟောရတယ်မြတ်စွာဘုရားကတုတ်ဆလို့သူ့ကိုပြောတာဟာစတ္တလို့ရှုတ်ချတာမဟုတ်ဘူးစတ္တပြီးအလုံးမလုံးလို့ မှန်အဲ့ဒါကိုတော့ပေါ့ဖို့လို့လေစာတတ်တာကိုမြတ်စွာဘုရားမရှုတ်ချ မရှုပ်ချဘူးစာတတ်ပြီးလက်တွေ့မကျင့်သုံးလို့ ဟုတ်တယ်အဲ့ဒီဘိုင်းကိုရှုတ်ချ မှန် အဲ့တော့စာတတ်တာဒီပြင်အပြစ်တို့ဖြစ်နေပြန်ရောအရှိပဲအဲ့ဒါပဲ မှန်ဟိုအဲ့တော့အနိုင်လူ ဟုတ်တယ်အဲ့တော့ဒုနဲ့ဒုပုတ်ခတ်တဲ့ပုံစံဖြစ်တော့ မှန် ပုတ်ခတ်တဲ့ပုံစံအဲ့ဒီဟာတွေကတော့မကောင်းဘူးပေါ့မလုပ်တဲ့မဖြစ်လည်းမဖြစ်တဲ့ပေါ့ချင်းချင်းပုတ်ခတ်ရမယ်ဟာလည်းမဟုတ်ဘူးဘုရားစကားတွေဒီကကောင်းတော့လေမြတ်စွာဘုရားရဲ့သဘောဆန္ဒကိုနားလည်ပဲဆိုလို့ရှိရင်မြတ်စွာဘုရားသင်နဲ့သင်ကျင့်နဲ့ကျင့်အကျင့်ကိုအကြည့်ပဲဥဒ္ဒပေးဟောတာမဟုတ်ဘူးနောက်ပိုင်းကျတော့သုတ်တန်တော်တော်များများမှာနံပါတ်1ကိုကျင့်သီလကောင်းလို့နံပါတ်2ဘောဓုတရှိအောင်လို့ဘောဓုတဆိုတာသင်ခိုင်းတာပဲလေသီလသုတ္တအဲ့နှစ်ခု မှန် ပြီးတော့မှတရားသူတွေသွား မှန် အထီးကအချိန်ကအကြောင်းတစ်ခုကသီလနဲ့သုတ္တ မှန် သီလရှိရမယ်သုတ္တရှိရနောက်ပိုင်းမှာလည်းဆိုကြတယ်လို့ခေါ် မှန် ရှေ့ပိုင်းမှာဒီသုတ္တကိုထဲကိုခေါ်တယ် ဟောမှန် အနကဝိနာတော့ပါဆိုရင်သာသနာ့ဘောရောက်လာတဲ့ကိုယ်နဲ့ကိုတော်လေး
ယဟန်ငယ်လေးတွေကိုမြတ်စွာဘုရားရှင်ရတာကိုပိတ်တယ်မလို့တိုက်တော့ညာအဲ့ဒါတော့ရလာလို့ရှိလာကြတိလာတဲ့တိခါဥလေးကိုဟိုလေပေါ့လေးစားပြီးတော့လိုက်လာပြီးတော့ကျင့်ညာတော့အိန္ဒြေကိုထိမ့်သိမ့်ညာတော့စကားကိုနည်းနည်းပဲပြောတော့အကြောင်းဒီပါနေအပြစ်မှန်အောင်အဲ့ဒါအဲ့ဒါစားတဲ့ဘုံပေါ့အဲ့ဒါရှိပိုင်းနောက်ပိုင်းကျတော့ဘုရားဟောတဲ့တရားတွေကလည်းများလာတယ်များလာတဲ့အခါကျဒါသိဖို့ကကိုရေးကြည့်တာဘုရားကိုယ်တိုင်ကလည်းအနှစ်80ပဲဒီမှာဆိုတော့45နှစ်ဘုရားဘုရားမရှိတဲ့အခါကျတော့မြတ်စွာဘုရားသူ့ကိုယ်စားဖြစ်ဒီတရားတွေထားလိုက်ပါဦးအဲ့ဒါကြောင့်မို့ဒီတရားတွေကပို့ပြီးတော့ရေးကြည့်လာတယ်ငါမရှိတဲ့တော့ငါဟောတဲ့တရားဒါပြည့်ညက်ခဲ့တဲ့ဝိနည်းတွေကမင်းတို့ရဲ့ဆရာပဲလို့ပြောခဲ့တာမှန်ပြီးတော့နောက်တစ်ခါကလည်းရှောဓမ္မပတ္တိသောမပတ္တိမင်းတို့ဓမ္မတွေ့မှငါတွေ့မှန်ပုဂ္ဂလတွေ့နေရောတဲ့ဘုရားမသိကြပါသိပါလိမ့်မှန်တရားသိမှဘုရားမသိတာလေအဲကြောင့်ငါတွေ့ဓမ္မတွေ့မှအဲ့လိုတွေ့ပြီးတော့ငါ့ကိုတွေ့မှလည်းဓမ္မအစစ်တွေ့မယ်ဆိုတာအပြန်အလှန်ဟောတာဩကောင်းနော်ရှင်ဟုတ်တယ်ဘုရားလေဝက်ကလေးမှာဟောတာအဲ့ဒီတုတ်တယ်လေးတပြည့်နာကြလို့ပြန်ပြီးတော့လိုက်ပြီးတော့အဲ့ဒါရှင်ဝက်ကလေးကသူကညဇောပြရဲ့ရုပ်စစ်ပေါ်မှာဆွဲလာပြီးဖះကိုကြည့်ယူတယ်မှန်ဟောဝိလိကြည့်ယူပြီးတော့သူတရားထုတ်အောင်မထုတ်တော့ညဇောပြသူ့အဲကိုကြည့်တယ်အဲ့ချိန်ကြမှာဖះပြောတယ်သူဒီချိန်ပြောလို့မဖြစ်သေးဘူးနောက်ဆုံးသူဟာတော့ကဲအဲ့လိုဖြစ်လာတဲ့အချိန်မှာကိဋ္တိဝက်ကတိဣမိတာပုရိကာယေနဒိဋ္ဌိနာညဇောပြသူခန္ဓာကိုဒီခန္ဓာကိုကြည့်နေလို့မင်းဘာလို့မှလဲမင်းတို့ကအကျိုးရှိပါလေရှောဓမ္မပတ္တိသောမပတ္တိဓမ္မမြင်မှငါ့ကိုမြင်မှပေါ့ရှောမပတ္တိသောဓမ္မပတ္တိငါနဲ့တွေ့ရင်လည်းတရားမြင်ရမှာပေါ့အဲဒီရည်ကြီးကလည်းဟောမှာမှတ်သားတော့အဲ့တော့ဒါရှင်ဝဲကလေးကဘုရားရဲ့ကျုပ်စင်းပေါ်မှာဆွဲလန်းပြီးတော့သူကချစ်ခင်ကြည်ညိုနေတာဖြေပြောင်းဖို့ပြောတဲ့စကားလုံးနော်တကယ်အတိအကျရသော်ဗျာဟောတယ်တခြားတော့လည်းရှိတယ်သင်္ကတိကန္နာသုတ်ဆိုတာဟောမှာဣတိဩမှာငါသင်္ကနောက်ကဆွဲလိုက်နေပြီပဲလို့မင်းတို့ကလည်းအဝေးကြီးပဲဓမ္မမသိလို့ရှိရင်ငါနောက်ကကပ်ပြီးငါသင်္ကဆွဲလိုက်နေတော့မင်းတို့ကလည်းတခြားပဲအဲ့သုတ်တာကြတော့ဘာသုတ်တယ်သင်္ခါတိကန္နာတန်ခါတိဆိုတဲ့ငါနော်တန်ခါတိသုတ်တင်အားလို့ပြောတယ်နော်ကန္နာဆိုတာအစွန်းသင်္ကန်းစာအဲ့ဒါဒီသင်္ကန်းစာလေးသင်္ကန်းထောက်လေးအဲ့သင်္ကန်းထောက်လေးဆွဲလိုက်နေတော့ဒီကြည့်ဝါဒီလိုခုတ်ကပါထားပါလိမ့်တော့ဆိုအဲ့ဒါဟုတ်အနောက်မှာရှိတယ်ခုတ်ကပါထားတာလေးကြားတယ်မနော်ဒီစကားဟောရတယ်တူတူအောင်လေမှန်ဘယ်မှာမှသာအဲ့ဒါနားလေဘူးနဲ့ကျင့်သုံးနေတယ်နော်နားလေအောင်လို့ပဲပြီးကျင့်သုံးအောင်လို့နော်ဟုတ်တယ်အောင်ပါဝမ်းသာတယ်ဆိုရတော့ကျောင်းရတရားတော်ကြီးကဓမ္မတွေ့ကြတာလေပြီးတော့ဘုရားညင်းတာခုံတာမကြိုက်ဘူးအပြစ်ပြောရတယ်မကြိုက်ဘူးအလုံးလုံးထားပဲကြိုက်တယ်ကိုယ်တိုင်จิตသုံးတာပြောကိုယ်တိုင်မจิตသုံးလို့ရှိရင်ဓမ္မတရလို့တောင်းမခေါ်ဘူးခင်ဗျာမင်းစာပေတွေဘလောက်သိနေနေမင်းလည်းတွေ့မจิตသုံးတဲ့ဗျာမင်းဓမ္မတရတရားကိုဆောင်းလို့မခေါ်ဘူးအဲ့လိုကိုယ်တိုင်သိပြီးတော့မကျင့်သုံးဘူးဆိုတာတရားကိုစောင့်နေလို့မဟုတ်ဘူးเนาะတရားကိုလည်းသိရမယ်အဲတရားကိုလည်းကျင့်သုံးရမယ်အဲ့ဒါမှဓမ္မတရားဖြစ်တယ်ဟုတ်တယ်မှန်ပါဗျာဒါလေးလည်းတို့သာသနာ့အတွက်ကအရင်ရေးကြည့်ပါဟုတ်တယ်တချို့ကသိတယ်သိပြီးတော့မကျင့်သုံးတချို့ကကျင့်တယ်မသိကြဘူးဟုတ်တယ်အဲ့ဒါခုပေါင်းအဲ့နှစ်ခုပေါင်းနှစ်ဖက်စလုံးကသတိထားရမှာမှန်ပါဗျာဆုံးမတော့ဘူးဗျာပฏิပတ်တိပဲကလည်းပဲငါတို့သိနေမလို့ဘူးလို့မတွက်နဲ့ဒီအတိတော်လည်းငါတို့ကျင့်တော့မကျင့်တော့ဘူးလို့မတွက်နဲ့နောက်တစ်ခုတပြည့်စကားဆက်ဆက်ပြီးသတိရတာလေးရှောက်နေပါဗျာဒါဆိုရင်သူတို့တရားကျင့်တဲ့အခါသူကတမာတိရှိမှအမှားဒိဋ္ဌိဖြစ်မယ်ဆိုတဲ့ဟာလေးကိုဘုံဘုံကဘယ်လိုနားလဲအောင်ပြောဆိုဘုံဘုံရဲ့အမြင်လေးလည်းပြောလို့ဆက်ပါ
အကျော်ကတမာဒိဋ္ဌိကိုတမာတိတစ်ခုဖြစ်မှတမာရိယမှာမဂ္ဂင်7ပါးပေါ်တယ်လို့တမာဒိဋ္ဌိပေါ်တယ်လို့ကိုပြောပြရတယ်ဒီတမာတိရှိရင်တမာဒိဋ္ဌိဖြစ်တယ်လို့ဒီလိုမျိုးသုံးတယ်လို့အဲ့တော့တမာတိဆိုတော့ဘုရားဘယ်မဂ္ဂင်7ပါးရဲ့တမာတိကဘယ်တမာတိကိုဘုရားပြောချင်တယ်ဆိုတော့ဘုံဘုံပြီးတော့နားလည်းတော့ပေါ့ဗျာအဲ့လိုမဟုတ်ပြောပြမယ်ဟုတ်ပါဘူးနော်နောက်တစ်ခုတပြည့်စကားဆက်ဆက်ပြီးတတိယရာကြီးရှောက်နေတယ်နော်။ဒါဆိုရင်သူတို့ကတရားကြည့်တဲ့အခါသူကတမာတိရှိမှတမာတိဖြစ်မယ်ဆိုတဲ့ဟာလေးကိုဘုံဘုံကဘယ်လိုနားလဲအောင်ပြောဆိုဘုံဘုံရဲ့အမြင်လေးလည်းပြောနေတယ်။အကျော်ကတမာတိကိုတမာတိတစ်ခုဖြစ်မှတမာရိယမှာမဂ္ဂင်7ပါးပေါ်တယ်လို့တမာတိပေါ်တယ်လို့ပြောပြရတယ်။ဒီတမာတိရှိရင်တမာတိဖြစ်တယ်လို့ဒီလိုမျိုးသုံးတယ်လို့အဲ့တော့တမာတိဆိုတော့ဘုရားဘယ်မဂ္ဂင်7ပါးရဲ့တမာတိကဘယ်တမာတိကိုဘုရားပြောချင်တယ်ဆိုတော့ဘုံဘုံပြီးတော့နားလည်းတော့ပေါ့ဗျာအဲ့လိုမဟုတ်ပြောပြမယ်ဟုတ်ပါနော်ဟိုတရားထုတ်တယ်ဆိုတာအထီးကကိုပြောပါဆိုလို့ရှိရင်ဝိပဿနာတရားထုတ်တာနဲ့သမထထုတ်တာပဲပြောပြမှန်အဲ့ဒါလေးပြီးတော့ပြည်တော့သမထထုတ်လို့ရှိရင်သတိနဲ့သမာဓိဩမှန်ပါအထီးကလုံးတာသမထအားထုတ်မှဆိုရင်သတိနဲ့သမာဓိသတိနဲ့သမာဓိမှန်ပါဝိပဿနာအားထုတ်တယ်ဆိုရင်သတိနဲ့ပညာသတိနဲ့ပညာဟောမှန်ပါဗျာအဲ့ဒါဒါဆိုရင်ရှင်းသွားပြီဗျာဒီနှစ်ခုနဲ့ရှင်းသွားတယ်ရှင်းတော့ဘယ်နည်းတော့မှအဲ့ဒီနယ်သာလန်ကဒီနှစ်ချက်ထုတ်ပါအဲ့ဒီနယ်သာလန်ကိုရထားဆယ်ပေါ့ဒီရအဲ့ဒီမှာတတိကဘာလုပ်တာလို့ဆိုတော့တတိကအာယုံကိုစိတ်နဲ့ဆုံးပေးတယ်ယူပေးတယ်တတိဆိုတာအာယုံကိုယူပေးတာမှန်ပါမှန်ပါတတိကအာယုံကိုယူပေးတယ်သမာဓိကအဲ့ဒီအာယုံလေးကိုငြိမ်းနေအောင်လုပ်ပေးတာမှန်ပါတတိကယူရုံမဲယူပေးနိုင်တာအာယုံနဲ့စိတ်နဲ့ဆုံးပေးတာပေါ့တတိကခေါ်လာပြီးတော့ဆုံးပေးလိုက်တယ်မှန်ပါဗျာသူကမသိဘူးမှန်ပါသူကငြိမ်းအောင်မလုပ်ဘူးသူ့လုပ်တာအာယုံကိုစိတ်ကိုစိတ်စီယူပေးတာပဲတတိရဲ့လို့မှန်ပါဗျာအဲ့ဒီအာယုံလေးပေါ်မှာငြိမ်းနေအောင်လားသမာဓိကလုပ်မှန်ပါဥပေါင်းဆောင်ရတဲ့တော့မှန်ပါဗျာမှန်ပါနောက်တစ်ခါဝိပဿနာကြတော့တတိယအာယုံကိုယူပေးတယ်ပညာကအဲ့ဒီအာယုံရဲ့သဘာဝကိုသိအောင်ကြိုးစားမှန်ပါဗျာအဲ့တော့အလုံးတစ်ခုပဲဟုတ်တယ်ဒါလို့နှစ်ပိုင်းကမှနည်းနည်းလေးလူတွေမသိဘူးဖြစ်နေတာပေါ့ဟုတ်တယ်အဲ့တမာရီရဲ့ဟိုဇန်တမာရီနဲ့ညာတမာရီကိုမကွဲဘူးဖြစ်နေရှင်းလိုက်ပဲဆိုလို့ရှိရင်သူကဟိုမိကြမိုက်တာနဲ့ပြောအောင်မှန်ပါဗျာမိကြမိုက်ကပြောအောင်နော်တခါတည်းကဘယ်သူကဥဆောင်တာလဲမှန်ပါဗျာပါရတော့ပါကြတယ်မှန်ပါမှန်ပါဝိရိယလည်းမပါလို့မရဘူးပါတယ်ပါနော်အထီးကတော့သမထအလုပ်ကြီးဆိုရင်သမဒိဋ္ဌိသမသင်္ကပ္ပအမဝါယမသမတတိသမတပါဒီ၅ခုကလုပ်တယ်ဒီ၅ခုနဲ့ပေါင်းလုပ်နေတာမှန်ပါဗျာဘုမပဲကားရှိပြေးနေတယ်ဆိုဘသူကလောက်တာလုပ်ပြီးခွဲပြောလို့မရမှန်ပါဗျာတော့သူ့လုပ်တဲ့အင်ဂျင်ကဘိန်းကိုလည်းပတ်စေတယ်ပက်ထရိုကအင်ဂျင်နဲ့အောင်လုပ်ပြီးတယ်မှန်ပါတော့ဘက်ထရီကအင်ဂျင်နဲ့ကိုစနိုင်အောင်လုပ်ပေးတယ်ဘိန်းကလည်းပတ်တယ်ဒရိုင်ဘာကအဲ့ဒီဟာလေးထိမ့်သိညှိပေးတယ်မှန်အဲ့ဒါတယောက်ကချွေသွားရင်မရတော့ဘူးမှန်ပါဗျာအဲ့တော့ပဲမှတော်ထားလုပ်ခဲ့ဆိုတာအဲ့ဒီအောင်လို့ပေါင်းလုပ်တာဒါမို့ unity လို့ပြောတာမှန်ပါဗျာunity ပေါင်းလိုက် energy ပြန်ဖြစ်သွားတယ်ဟုတ်တယ် equally important ဆိုတာအားလုံးဟာတည်တယ်ပဲဖြစ်တယ်မှန်ပါအဲ့ဒီပဲဘသူက lead လုပ်နေတယ်လေဆိုတော့ကြည့်တဲ့ကိစ္စမြင်တဲ့ကိစ္စမှာမျက်စိကကောင်းဆောင်မှန်ပါနားကောင်းဆောင်မှန်ပါနားတော့လည်းအချိန်ကနားကောင်းဆောင်ရှိရတာပဲဒီအားလုံးလမ်းသွားတဲ့အခါမှာခြေတော့ကကောင်းဆောင်မှန်ပါဟုတ်တယ်မလားစဉ်းစားတဲ့အခါမှာအုံနောက်လိုပဲပြောပါတယ်မှန်ပါဗျာတို့တယ်ဘုရားစကားပညာဥဆောင်တယ်ပေါ့နော်အသိဉာဏ်ဥဆောင်အဲ့ဒါလိုပဲဝိပဿနာတရားအထုတ်တဲ့အခါမှာပညာဥဆောင်သမထအထုတ်တဲ့အခါမှာသမာဓိဥဆောင်မှန်ပါအဲ့လိုပဲပြောလို့ရမှန်ပါအဲ့ဒီမှာပညာမပါဘူးလားပြောလို့မရဘူးရသမာဓိဥဆောင်တယ်မှန်ပါအဲ့ဒါမှဘာလို့လဲဒါရီကအကုန်လုံးပေါင်းဆက်ထားတယ်ပေါင်းဆက်ထားတယ်ပေါင်းဆက်ထားဒီလိုအားတွေကိုလည်းနားလည်အောင်ပုံချင်းတော့ဟုတ်တယ်အဲ့ဒီဘိုင်းတွေကိုလည်းပြီးတော့တော်တော်လေးရှင်းပြတယ်ပြီးတော့ခွေလေးတွေလည်းရှိတယ်ပြ
ပြီးတော့အားလို့ရှိရင်ပြီးတော့အဲ့တရားအဲ့ခွေနဲ့ဒီတရားလေးတွေပြီးတော့လွယ်တာလို့ရှိရင်တို့လိုနည်းနည်းလေးအခြေပြီးနိုင်လို့ရှိရင်ဒါလေးတွေလည်းရှင်မဒီလိုလိုဟောနိုင်ညုံပြရပါမယ်ပြီးတော့ခွေလေးပြီးရပါမယ်ပြီးလို့နော်ပြီးတော့ဒီတပိတော့ဖြစ်တယ်လို့လေအတန်ဝင်ထားတာလို့ရှိဒါပေမဲ့ဒါလေးတွေနဲ့ပဲပြီးတော့ဓမ္မဒါနပြန်ပြီးတော့ပြုနေတာသာသနာပြန်ပြုနေတာဟုတ်ပါတယ်တော့ဖြည်းဖြည်းလေးလာပေါ့နော်မှန်ပါပြီးတော့လည်းစာလေးဖုံဖုံရဲ့စာလေးလည်းလေ့လာတယ်တရားတွေလည်းလေ့လာသွားရင်တိုင်းနဲ့လည်းဖုံဖုံအများသောတပြီးတော့နားထောင်တာကဖုံတရားပဲနားထောင်တယ်အဲဖုံဖုံတရားဘာလို့ဒီလိုနားထောင်ရလဲဆိုရင်ဖုံဖုံကတော့ပြောမယ်ဆိုရင်တော့ဓမ္မစံတိုင်းပဲသွားတော့တွေ့တယ်ပေါ့ဒီပုဂ္ဂိုလ်ရဲ့ဝါဒမပါဘဲနဲ့ဖုံဖရာရဲ့ပြောချင်တဲ့ဟာတို့နီးချက်ဆုံးဖုံဖုံကဒီအာဘောမပါဘဲနဲ့ပေါ့နော်မိမိရဲ့အာဘောကိုအများကြီးမထည့်ပဲနဲ့ဖရာရဲ့ဒီသိကျင်တဲ့အရာကိုပဲဓမ္မစံတိုင်းပဲခေါ်တော့ပြီးတော့တွေ့ရတယ်အဲဒါကြောင့်မို့လို့တော့ဒီရဲ့စပြီးတော့မဖတ်နိုင်တဲ့အတွက်ဖုံဖုံရဲ့တစ်ခါလည်းပြောပြဆိုရင်တော့တစ်ခါ average လောက်ထားတဲ့ဟာပဲဖုံဖုံရဲ့လောက်ထားတဲ့အကောင်းဆုံးဒီရွေးချယ်ထားတဲ့ဒီတရားတွေပြီးတော့ပြန်နားထောင်ပြီးတော့ပြန်သုံးသပ်တာလေးရှိတယ်အများနဲ့အားတဲ့ချိန်နဲ့ဖုံဖုံတရားတွေနားပြတ်ပါတယ်ပြီးတော့ဒါကိုဘာလို့ဖြစ်တဲ့နားလဲဆိုရင်ဖုံဖုံပြောသလိုပဲပရိရဲ့အနေနဲ့နားပါတယ်ဗျပြီးတော့ဘုသူဒ္ဓအနေနဲ့သင်ကြားပြီးတော့နားပါတယ်ဗျနော်အတိပ္ပယ်လေးသင်္ကနိကနာဆိုတော့ဆုံးသင်္ကန်းတော့သင်္ကန်းကိုကြိုင်ပြီးတော့ငါတော့ကနေလိုက်နေတယ်ငါချေရပေါ့နင်းပြီးတော့ဟိုရဲပေါ့လေရှေ့ကတော့နောက်ကလိုက်နေတယ်ပေါ့နော်ငါနောက်ကိုလိုက်နေတယ်အဲ့ဒီလိုက်နေတဲ့ကိုတော့ဟာဘောဝရီကြည်နေတဲ့ဒေါသတွေကြည်နေတဲ့တတိတွေမရှိဘူးဓမ္မတွေမရှိဘူးဆိုလို့ရှိရင်ねငါနဲ့ဝေးတယ်တဲ့မှန်ပါဘူးဘာဖြစ်လို့တော့ဆိုရင်သူဟာဓမ္မကိုမမြင်ဘူးတဲ့ဓမ္မမမြင်ရင်ငါမမြင်ဘူးတဲ့မှန်ပါဒီတကားလေငါမမြင်လဲဓမ္မကိုမြင်မှာမဟုတ်ဘူးအဲ့ဒါလေးနည်းနည်းသဘောကျနေတယ်နှစ်ခုခုနအဲ့ဒါရှင်ဝဂတိကိုဟောတာမှန်ပါသူဟာဓမ္မကိုမမြင်ဘူးဓမ္မမမြင်တော့သူကငါ့ကိုလည်းမမြင်မှန်ပါသာဒီကြည်ရတာတစ်ဖြတ်ပေါ့ဒါတစ်ခုနော်နောက်တစ်ခါယဟန်တစ်ပါးဟာကျူးစနတရားငါနဲ့ဝေးချင်ဝေးပါစေဒါပေမဲ့သူကလောဘမကြည့်ဘူးဒေါသမကြည့်ဘူးတတိကောင်းတယ်စိတ်ကြီးနေတယ်ဆိုရင်သူကငါနားမှာပဲရှိနေတာပဲဘာလို့လို့ဆိုရင်သူကဓမ္မမြင်တယ်ဒါကြောင့်မို့သူကငါ့ကိုမြင်တယ်မှန်ပါမှန်ပါလေးလို့လေဒါလေးဘုရားရဲ့အဆုံးအမတွေတော့လေဟုတ်ဘုရားရဲ့အဆုံးအမတွေတို့နာကြားရတယ်ဆိုပြီးတော့ဟုတ်တယ်ဒီနေ့မှာအီးချမ်းပါလေဘုရားရဲ့အဆုံးအမတွေတိုင်းတို့လည်းတိုင်းနာချိန်တော့လည်းရပါတယ်မှန်ပါဒီလိုလေဒီတော့အကုန်လုံးတို့တော့ပြည်တာကမြတ်စွာဘုရားလည်း45ဟောဘယ်တော့ဒီတရားတွေပြီးလို့ခေါ်ခဲ့တာမဟုတ်ဘူးတပုတ်ချင်းခေါ်ရင်းနဲ့ပြည့်စုံတယ်လို့ပြောပါဒါပဲကိုယ်လည်းသိအောင်လုပ်တော့လိုက်ကျွန်တော်ကပေးလိုက်စာအုပ်တွေနဲ့ဖတ်လိုက်အဲ့ဒါဆိုလို့ရှိရင်ကိုယ်ကသိဆုံးတော့မှာဝမ်းသာပါလေဗျာတို့ရောလည်းလိုရတာရှိရင်ညွန်ပြဆုံးပါပါဗျာပြီးတော့ဒီခွေလေးတွေနဲ့ပြီးတော့ဒီတောင်းဖတ်တာပြီးတော့ကိုယ်ပြီးတော့ပြီးတယ်ဘုရားတရားလုပ်တာဆိုတော့ဘုရားရဲ့အာဘောကြောက်လို့ဆိုတာပေါ့မှန်ပါဘုရားရဲ့အာဘောမပြတ်တဲ့ပြင်ရှင်များကပြောလို့ဒီတမာရီရဲ့တမာရီရဲ့တမာထားကိုသွားမယ်ဆိုရင်သတိနဲ့တမာရီကိုသွားတယ်ဝိပဿနာကိုသွားမယ်ဆိုရင်တော့သတိနဲ့ပညာကိုသွားတယ်အဲ့ဒါသိပဲရပါလို့ဆိုရင်တတိယအာယုနဲ့ဆုပ်ပေးတာမှန်ပါဗျာတမာရီကအဲ့ဒီအာယုပေါ်မှာဒီနေ့ကောင်းလုပ်ပေးတာအလုပ်ချင်းမတူကြဘူးမတူကြဘူးအဲ့ဒါကလူပေးတာဒီနေ့မှာလူတွေကနားလည်မှုလွဲနေတာရှိတာလားတပည့်တော်ကတမထနဲ့ဝိပဿနာမကွဲရတဲ့ခြင်းပြဿနာအရင်စတာဟုတ်တယ်အဲ့တော့သတိဆိုရင်သူကဝိပဿနာသတိကိုမသိတော့ပဲနဲ့ဒီသတိရှိမှဟိုမဂ္ဂင်7ပါးပဲပေါ်လာမှာလို့လည်းလုပ်နေတော့မဂ္ဂင်7ပါးလမ်းပြောင်းနေလို့ဒီလိုမဂ္ဂင်7ပါးလမ်းပဲပေါ်ပါတယ်ခင်ဗျာပြည့်တဲ့ဒီလမ်းရုံပဲလို့တော့မဂ္ဂင်7ပါးဆိုတော့ဗာလဲဒီတမ္မာဆိုတာကဒီလိုတော့တမ္မာဒိဋ္ဌိကိုသိသိနေတာပါဗျာလို့တမ္မာသင်္ကပ္ပဆိုတာဘုရားပြောတဲ့အတိုင်းကိုတကယ်ကိုစစ်စစ်ဝေဖန်သုံးသပ်ခဲ့တယ်လို့ဘုရားကဆုံးမတဲ့တရားကိုဒီလိုသုံးသပ်တယ်ဗျာပြောမယ်ဆိုလို့ရှိရင်တရားထုတ်တယ်ဆိုတာကပညာဝိဘုဒ္ဓလိုက်ကိုလိုက်တယ်ဆိုတာနော်မှန်ပါပါပဲဖြစ်ဖြစ်ဥမာမဲ့ထွက်လေဝင်လေလေးရှုတဲ့အခါမှာသမထရှုလို့ရှိရင်ဒီထွက်လေဝင်လေလေးနဲ့စိတ်နဲ့တွေ့နေအောင်ကတတိယလောက်တာမှန်ပါအဲ့ဒီအာယုလေးမှတပါတခြားကိုစိတ်မရောက်အောင်ထိန်းတာကတမာရိယထိန်းတာအဲ့ဒီနှစ်ခုပူပေါင်းပြီးလုပ်နေတာဟုတ်လားဟုတ်နော်အဲ့ဒါသမထမှန်ပါဝိပဿနာကြတော့တတိကလေးလေးကိုယူပေးတယ်အဲ့ဒီယူပေးတဲ့အာယုလေးကိုယူပေးတယ်ယူပေးတဲ့အာယုလေးကိုဝိပဿနာကဆိုတော့ပညာကအသိစိတ်သိတယ်
သဘာဝလက္ခဏာတွေကိုသိသိရတယ် သဘာဝနဲ့သာပညာလက္ခဏာနဲ့သဘာဝလက္ခဏာနှစ်ခုသိတယ်ဆိုတော့သူကဘာသိတော့ဆိုရင်အဲ့ဒီကြတော့ဝိပဿနာလုပ်တဲ့အခါကျတော့သူကထိတာလေးတွေအာယုန်လေးတစ်ခုရပ်မနေတော့ဘဲနဲ့ထွက်လေဝင်တွေကိုကြည့်နေပြီးတော့ဟောတာလှုပ်ရှားတဲ့သဘောလေးပါလား မှန်ပါဗျာ အဘောသိဒီလှုပ်ရှားတဲ့သဘောလေးကသူကသူဖြစ်တာလားမဟုတ်စိတ်ကြောင့်ဖြစ်တယ် မှန်ပါဗျာ အကြောင်းတရားလည်းသိလိုက်တယ်နောက်တစ်ခါဒီလေးလေးကနာတိယကိုထိတယ်ဒါဘုရားဘာယောကကာဗလာရာကိုထိတယ်ပါလားထိသည့်အတွက်ကြောင့်ထိမှန်သိတဲ့စိတ်တွေပေါ်လာတာပါလားဆိုလေးရဲ့ကာဗလာရာရဲ့ထိမှန်သိတဲ့စိတ်လေးသုံးခုဖြစ်တာ မှန်ပါ အဲ့ဒါဝိပဿနာဆို မှန်ပါ လုံးမကြည့်တော့ခုနသမထတော့ကတော့ဒီပဲထွက်လေဝင်လေပဲထိသွားတဲ့နေရာလေးကိုပဲစိတ်ကတတ်မှတ် သတိလေးပဲကြာ ဘာမှမသိ ဘာမှမ သိတာပဲသိ ကြည့်ရတယ်သတိလေးကြည့်ရလို့သတိလေးပဲထားရတယ် ငြိမ်နေတာဒီလေးပေါ်မှာစိတ်ငြိမ်တာ အဲ့ဒါသမထသက်သက်မှန်ပါ ဝိပဿနာကြတော့ သဘာဝလက္ခဏာတွေကိုပိုင်းခြားကြည့်တယ် ဒီရဲ့သဘောကိုလည်းသိတယ်ထိတဲ့နေရာရဲ့သဘောကိုလည်းသိတယ်စိတ်ဖြစ်လာတာကိုလည်းသိတုံ့လို့သိတာ မှန်ပါသဘာဝလက္ခဏာတွေကိုပိုင်းခြားလို့သိတယ် အဲ့ဒါပညာ မှန်ပါဗျာ ခုနကတော့လုံးသိလိုက်တာဟောပညာကြတော့အသေးစိတ်သိတာ မှန်ပါဗျာ နောက်ထပ်တိုးသိတဲ့အခါကျတော့ထိခိုက်လေးပဲသိလိုက်တာပဲပြီးရင်ရောက်တော့တာပါလားအနေစာပေါ်လာပြီ မှန်ပါဗျာ အဲ့လိုသိ ဒါလေးကိုလည်းပိုင်းခြားသိခြင်းနဲ့ပေါ့အချို့ကမသိတော့ဒီတမာတိဖြစ်ရင်ပညာလာမယ်ဆိုတော့ပဲဒီတစ်ထစ်ချသုံးသပ်ထားတဲ့ခါလည်းတော့ပညာပြီးတော့သိကျင်တာတချို့ကဒီတမာတိဖြစ်ရင်မဂ္ဂင်၈ပါးပေါ်လာတယ်လို့ဖြစ်နေတယ်ပြီးတော့မဂ္ဂင်၈ပါးကျင့်မှုမေ့နေတာကိုပြီးတော့ပြောချင်တယ်ဗျာ မပေါ်ဘူးကတမားလေးရှိလိုက်ပညာပေါ်မှာမဟုတ်ဘူး မှန်ပါအဲ့ဒါကိုပြောချင်တယ် သူလမ်းကြောင်းနဲ့သူသွားတာ ဒီလမ်းကြောင်းဆိုအဲ့ဒါကိုမကွဲတော့သမထနဲ့ဝေဒနာမကွဲတာတတ်တတ်ပြနောက်ကြတော့လူတွေဒီတမာတိကျင့်မဂ္ဂင်၈ပါးတမာတိဖြစ်တယ်ဆိုတဲ့ဟာကိုလူတွေတွင်းတွင်းကြဲကြဲဟောတဲ့လူရှိတယ်ဒါလေးကိုနားလည်ပြီးတော့ခေါက်ရိုးကျူးနေတာရှိတယ် မှန်တော့တခုတည်း အဲ့တော့မဂ္ဂင်၈ပါးကိုမသိဘဲနဲ့ကျင့်တယ်ဆိုရင်တမာတိမဖြစ်ဘူးဆိုတော့ပြီးတော့ကညွန်ရပါတယ်ဗျ မဟုတ်သူကဝိပဿနာလို့အားထုတ်တာပဲဖြစ်ဖြစ်တပ္ပထာအားထုတ်တာပဲဖြစ်ဖြစ်တပ္ပထာလို့ကိုအားထုတ်ရင်တမာရီကဥဆောင်တယ်လို့ပြောမဂ္ဂင်၈ပါးပါတာပဲ မှန်ပါမှန် နော်တပ္ပထာလို့နေဘာရိပါလာတော့ဆိုလုပ်ငန်းကိုသိတာတမ္မာဒိဋ္ဌိဘယ်လိုလုပ်ရမလဲလို့တွေးတာတမ္မာသင်္ကပ္ပ မှန်ပါ နော်ဟိုတမ္မာဝဆသမ္မာကဝဏတမ္မာဇီဝကတော့အခြေခံသီလနေစပ်ဖို့ပတ်နေတဲ့ပစ္စည်းကထောက်ဖို့ပြုတာ မှန်ပါ စိတ်အေးချမ်းမှုကိုသူကထောက်ဖို့ပြုပေးထားတယ်သူကဒီလှုပ်တဲ့ထဲမှာသူမပါဘူး မှန်ပါ သူကအခြေခံအနေနဲ့ထားလိုက်အဲ့တော့လုပ်ငန်းတော်ကိုသိတာတမ္မာဒိဋ္ဌိလို့ရမယ်လို့သိရင်တမ္မာသင်္ကပ္ပအဲ့လိုသိအောင်ကြိုးစားနေတာကတမ္မာဝါယာမအာယုန်နဲ့စိတ်နဲ့စုံပေးနေတာကတမ္မာသမာဓိပြီးတော့မှတည်ငြိမ်အဲ့ဒီစုံပေးထားတဲ့အာယုန်ပေါ်မှာငြိမ်နေတာကတမ္မာတတိသူ့လို့သူ့လုံးနေကြတာပဲအကုန်ပေါင်းလို့ရတာပဲ မှန်မှန် ကားမောင်းတဲ့ဥပမာပဲကြည့် မှန်မှန် ဘက်ထရီတစ်ခုတည်းလည်းမရဘူးအင်ဂျင်တစ်ခုတည်းလည်းမရဘူးပက်ထရိုတစ်ခုတည်းလည်းမရဘူးတော့ပိန်နဲ့ပါရမယ်မောင်းတဲ့သူပဲပါရမယ်အကုန်လုံးဟာပေါင်းပြီးတော့လုံးမှဒါဖြစ်တာတစ်ခုတည်းနဲ့မရအဲ့တော့လည်းမဂ္ဂင်၈ပါးထဲမှာ၅ပါးကပေါင်းပြီးလောက်တာဒါကြောင့်မို့ကာရမကမဂ္ဂင်အလုံးလောက်တာသူတို့လောက်တာတရားထုတ်တဲ့၅ခုဖြစ်တယ် မှန်မှန် တော့၅ခုနဲ့သွားတယ်အဲ့ဒီ၅ခုဖြစ်တော့ဆိုမဲ့လို့တစ်ခုကဥဆောင်နေတယ်တစ်ခုကဥဆောင်တဲ့အခါရှိတယ် မှန်မှန် နော်အတွေးကဥဆောင်နေတာရှိတယ်အတိကဥဆောင်နေတာရှိတယ်စိတ်တည်ငြိမ်မှုကဥဆောင်နေတာရှိတယ်တော့ကြိုးစားအားထုတ်မှုကဥဆောင်နေတာရှိတယ်တစ်ခုစီပဲသူကဥဆောင်မှုပိုင်း ဟုတ်ကဲ့ အောက်ပိုင်းမှာဆိုရင်အဲ့ဒီဥဆောင်မှုတွေကအမျိုးမျိုးဖြစ်တယ်ဟိုတခါလေးတတိကဥဆောင်တော့တယ်တစ်ခုကခါလေးတမာရီကဥဆောင်တစ်ခါလေးပညာဥဆောင်အချိန်ကြလာပြီဆိုရင်သမထအကျင့်ကြတော့နောက်ဆုံးအဆင့်သမထရင့်တန်လာပြီဆိုရင်တော့တမာရီကဥဆောင်သွား မှန်ပါ ဝိပဿနာရင့်တန်လာပြီဆိုပညာဥဆောင်သွား အဲ့ဒီတမာတိကျင့်စဉ်မှာမိကမဂ္ဂင်၈ပါးကိုမသိဘဲနဲ့ကောတမာတိဖြစ်နိုင်ပါမလားအဲ့ဒါလေးလည်းနည်းနည်း အမှန်တော့ မဂ္ဂင်၈ပါးကိုလုံးဝမသိဘဲနဲ့ဒီတမထအပဲကျင့်နေမယ်တမာတိပဲကျင့်နေမယ်ဆိုရင်မဂ္ဂင်၈ပါးကတမာတိကျင့်လို့မဂ္ဂင်၈ပါးပေါ်လာတာလားမဂ္ဂင်၈ပါးကိုကျင့်လို့တမာတိဖြစ်တယ်လားဒီပြောအဲ့ဒါလေးနားလည်အောင် ဟုတ်ကဲ့ဟုတ်ကဲ့ပေါ့ဟုတ်ကဲ့တော့ပါလိမ့်ပြောရမယ်ဆိုလို့ရှိရင်တော့အလုံးကကျင့်တယ်ဆိုရဲအလုံးဖြစ်တာကျင့်တယ်ဆိုရဲအလုံးဖြစ်တယ်ပထမကာမောင်းတော့မယ်ဆိုရင်ဘာအရေးကြီးတော့ how to drive ရေးချင်ဟုတ်တယ်မ
ကားမောင်းမယ်ဆိုတဲ့ကားကြောင့်မသိချင်နေပဲစိဒါပေမဲ့ကားကို how to drive လို့သိ မှန်ပါ အဲ့ဒါသမာဓိတိပဲဝိပဿနာတရားထုတ်မယ်ဆိုရင် how to practice ဘယ်လိုလုပ်ရမလဲပါကျင့်ရမလဲဒါအဓိကပဲ မှန်ပါ ဟုတ်တော့မလား မှန်ပါ အဲ့တော့ကျင့်ပြီဆိုတော့ဘာလဲကျင့်ရမလဲဆိုရင် object ကိုရှာမယ် မှန်ပါ အာယုကိုရှာမယ်အဲ့ဒီအာယုနဲ့ဒီအသိနဲ့ပေါင်းစပ်ပေးရမှာတော့အဲ့ဒါလို့သိအောင်ပေါင်းစပ်ပေးတာကြတော့ကျိုးစားအထုံးမှုကျိုးစားအထုံးမှုဆိုဒီမှာကစေတသိကဝိရိယလို့ခေါ်တယ် မှန်ပါ စိတ်ကလှုပ်ချင်လှုပ်အားရှိနေတယ်ပေါ့အဲ့ဒါစေတသိကဝိရိယအဲ့ဒီအာယုနဲ့စိတ်နဲ့တွေ့ပြီးနေတာတတိယလုံနာ မှန်ပါ နော်အဲ့ဒီအာယုပေါ်မှာထိုက်တဲ့တော့ပြည့်တဲ့နေတာတမာတိရဲ့လုံနာအာယုရဲ့သဘောကိုသိနေတာတမာတိရှိအာယုရဲ့သဘောကိုသိအောင်စဉ်းစားတာကတမာတိအဓိကငါ့ကိုလုံနာပဲမှာ အဲ့ကျင့်နေပြီဆိုရင်တမာတိပါလာတယ်ပေါ့ ပါပြီပါပြီအဲ့တော့တမာတိကိုရှေ့ပိုင်းနောက်ပိုင်းခွဲလိုက် မှန်ပါအဲ့တော့ မကျင့်ရင်သိတဲ့ဟာလည်းတမာတိ ဟုတ်တယ် ကျင့်တဲ့အခါကျင့်ရင်သိသွားတဲ့ဟာလည်းတမာတိ တမာတိအဲ့ဒါဆိုရင်တပည့်တော်နှစ်ပိုင်းပြန်ခွဲပြီးတော့မေးကြည့်မယ် ဟုတ်တယ် တပည့်တော်အဲ့ဒါကိုရှင်များဖုံဖုံပြောရအောင်တပည့်တော်နည်းနည်းကိုယ်ပြန်မေးကြည့်မယ်တပည့်တော်ကအဲ့ဒါကျင့်ရင်တမာတိဖြစ်မယ်လို့ဒီလိုမျိုးလေးဟိုဖုံဖုံကတော့ပြောထားတယ်ပေါ့နော်ကျင့်ရင်တမာတိဖြစ်နိုင်တယ်ဒါဆိုရင်တပည့်တော်တို့ကအိန္ဒိယနိုင်ငံလို့စာရူးဒီလိုမျိုးဒီမက်ကစ်ချပေါင်းမသိဘဲနဲ့ကျင့်မယ်ဂျိမ်းဘုန်းကြီးလိုမသိဘဲနဲ့ကျင့်မယ်ဆိုရင်ရောဘယ်လိုမျိုးဖြစ်နိုင်လဲတမာတိဖြစ်နိုင်မှာလားဆိုတော့အဲ့ဒါကိုအဲ့ဒါရဲ့အဲ့ရလေးကိုနည်းနည်းလေးခွဲပြအောင်လို့များ အဲ့ဒါကျတော့သူတို့ကိုတမာတိလို့ခေါ်တယ်တော့ဘူး မှန်ပါသူတို့မှအဲ့ဒီရဲ့ပြည့်ရမရှိလို့ပေါ့နော်တပည့်တော် ဟုတ် ဘုရားမရှိ တယ်အတိကလွဲမှားတယ်အတိဖြစ် အဲ့တော့ကကြည့်တဲ့အတိုင်းမှာတမာတိမဖြစ်ဘူးဆိုတာကိုတပည့်တော်ကအဲ့ဒါကိုနည်းနည်းလေးထောက်ပြခြင်း တမာတိဆိုတာကျင့်တဲ့မဆိုင်သေး မှန်ပါ နော်တမာတိရဲ့အတိပ္ပယ်ကသူကခွဲထားတာရှိတယ် မှန်ပါဗျ ပထမဆုံးခွဲထားတဲ့ပထမဆုံးကကမ္မတက္ကတာတမာတိလို့ခေါ်တယ်ကုသိုလ်အကုသိုလ်သိတာတမာတိ မတတ်ကြတယ် တရားအကျင့်တွေ တန်ခိုင်းကြောင်းကျိုးရေးစီ ကိုလုံးတဲ့အကုသိုလ်လားအကုသိုလ်လားဒီတစ်ခုခွဲခြားသိရင်တမာတိပဲ မှန်ပါဗျ နော်ပြီးတော့ဒီကဝိပဿနာလောက်လားသမထလောက်လားခွဲခြားသိရင်လည်းတမာတိပဲ မှန်ပါ Now how to drive လို့ how to ဝိပဿနာ practice သိရင်လည်းပဲတမာတိပဲ မှန်ပါ ဒါတမာတိရှေ့ပိုင်းလို့ခေါ်လို့ရ မှန်ပါမှန်ပါ နောက်တစ်ခါကျင့်ရင်ကျင့်သိလာတဲ့ဟာတွေကလည်းတမာတိပဲ မှန် သူတမာတိကိုဆင့်တယ်လို့ပဲမှတ် ပါမှန်ပါအဲ့တော့ အဲ့တော့သူတို့သာလူကြီးတွေကျင့်တာဟာကံကံရေးကြိုယုံကြည်မှုပါသလား မှန်ပါအဲ့ဒါကိုဒီလို ကုသိုလ်အကုသိုလ်တို့သိသလား အဲ့လိုမသိချဘူး မသိဘူးဆိုလို့ရှိရင်ဒါတမာတိမဟုတ်တာ အဲ့တော့အဲ့ဒါကိုတပည့်တော်နည်းနည်းလေးပြန်ပြီးတော့ဒီမောက်ထုတ်ပြတာပေါ့ သူတို့ယုံကြည်တာကပါ ကျွန်တော်တို့ဒီပရိယတ်တွေဖရားရဲ့အဆုံးမှာပရိယတ်တွေကိုသင်ကြားမလေ့လာပဲနဲ့ကိုယ့်အမြင်နဲ့ကိုယ့်ယူဆနဲ့ကျင့်ရင်တမာတိဖြစ်နိုင်လားဆိုတော့တပည့်တော်ဒီမောက်ထုတ်ပြတယ် ဘုရားဟောတဲ့တမာတိဆိုတာကိုပြောပြမယ်နော်ဘုရားဟောတဲ့အတိုင်းဘုရားကအမြင့်ဆုံးကိုဟောလိုက်တာ မှန်ပါ ဒုက္ခိညာဏဒုက္ခသမုဒိယညာဏဒုက္ခនិရောဓိညာဏဒုက္ခនិရောဓကမိနိပိဝိလာယညာဏသစ္စာလေးပါးကိုသိတဲ့ညာမှာတမာတိရှိ မှန်ပါမှန်ပါအဲ့ဒါ ဟောအဲ့ဒါအမြင့်ဆုံးကိုဟောလိုက်တယ် ဖခင်ကပရိဝိဒဉာဏ်နဲ့သုံးတယ်ပေါ့ကွာဒါတော့နာကြားတဲ့လူကတော့ပရိယတ်နဲ့အနေနဲ့ပဲဘုဒ္ဓအနေနဲ့သင်ကြားမှုတော့သင်ကြားမှုနဲ့ပရိယတ်အနေနဲ့တော့ဒီလိုမဂ္ဂင်7ပါးကိုအရင်သိတယ်လို့ထင်တယ် ဟောဒါတော့သင်တာပဲလေ မှန်ပါ သင်ပြီးတော့ခုနပြောသလိုပေါ့ကာမမောင်းငယ်ကကားဘယ်လိုမောင်းရလဲဆို အဲ့ဒါလေးကိုသိရမှာ အဲ့ဒါတော့သိရ အဲ့ဒါ အဲ့ဒါ လေး လေတမာတိရှိပဲ မှန်ပါမှန် လမ်းကြောင်းမောင်းပေါ်တက်တာမှာတရားတမာတိရှိပဲကော ဒါအနည်းနဲ့အများတော့တက်တာပါဘောနော်အနည်းနဲ့အများတော့တက် အခြေခံပေါ့နော် ဒါပြီးတော့အဲ့ဒါဖုံဖုံပြောတာဆိုတော့နားလေပေါ့မတိပဲနဲ့ဒီကားမောင်းမတင်တာပဲနဲ့လိုင်စင်မရပဲနဲ့တက်မောင်းတဲ့လူတွေလည်းရှိတယ်လူပညာတော့လေလုံးဝမမောင်းတဲ့လူတက်မောင်းတာတိုက်နိုင်တယ်ဆိုတော့ဒီလိုအဲ့ဒါတွေတော့ပြန်ပြီးတော့မြင်နေတော့ ဟုတ်တယ် လုံးဝဒီတမာတိကိုမသိပဲနဲ့ကြည့်မယ်ဆိုရင်လုံးဝမမောင်းတက်ပဲနဲ့မောင်းတဲ့လူဒီအန်ရရှိတယ်ပေါ့လူရကြီးကိုမရောက်ပဲနဲ့ ဘာပဲ အန်ရရှိ ရှိ တယ် တယ်လို့လွဲမှာပဲနေ မှန်ပါမှန်ပါအဲ့ဒီတမာတိကြီးပေါ့အဲ့ဒါတော့ပရိယတ်ပေါ့နော်ဘုရားရဲ့ဒီစာတော့အဆုံးအမတွေကိုတော့အရင်နာသင်ကြားအောင်နော်ဘုံဘုံတို့တရားတွေတော့မျိုးတွေရိတ်တာတော့ဟိုတိတက်နားလေတဲ့ရိတ်တာတွေကိုဝင်သိတယ်နာကြားတဲ့နေလို့အဲ့လိုလေးမြင်တယ်ပေါ့ဗျာ မဟာကန္နာယုဆရာတော်ကြီးဘယ်တနာတရားတော့စကိုင်းတောင်ယောကသူ့ထပ်ပတိရေးဘူးလို့ မှန်ပါဗျာ သမိတော်ရရအကြောင်းဆရာကြီးဒါရှင်
သူကမကန္နယုံဆရာတော်ဆိုဒီစကိုင်းတော်မှာကျင်းတော့တရားထုတ်သွားပြီးတော့ဒါကဖြစ်တယ်လို့ကြော်တယ်အဲ့ဒီမကန္နယုံဆရာတော်ကြီးသူကတရားထုတ်တဲ့အခါကျတော့ဒီမသိတဲ့အခါကျဘာထင်တော့ဆိုတော့ကမ္ဘာထမ်းထိုင်ရင်ကနေကြောင်းလေးအမိုးကိုကြည့်ပြီးတော့ဟောဒါလေးကယုတ်တရားပဲငါးနာတရားပဲယုံနေတာအဲ့လိုစဉ်းစားတာရှိတယ်အဲ့ကြတော့သူလွဲမှားနေတာပေါ့နော်ကိုယ်တဏ္ဍနဲ့မှကိုကြည့်ရမယ်ဟာလို့လေဒီလိုပြအမိုးလေးကိုအဲ့ဒါတော့တပည့်တော့ဒါတော့ခုံခုံပြောတာလေးလေဒါစပုံးရဲ့အမြင်လေးချက်တပည့်တော့ဒီအမြင်ပြောပြရင်တော့ဒီအရှုခံကအဓိကပေါ့အရှုခံကတော့တရားနဲ့ကျင်းတဲ့နေရာမရှိဘူးသစ္စာလေးပါးနဲ့ကျင်းတဲ့နေရာမရှိဘူးလို့ဟောတဲ့အတွက်သူရှုနေတဲ့ဟာရတော့မမှားဘူးအဓိကကိုယ့်ရဲ့ထဲမှာရှုတဲ့တမာလေးကြီးအရှုဉာဏ်လိုတယ်လို့တပည့်တော့ရှုဖို့မှားလို့ရှိရင်မှားတယ်တော့မှားတယ်အရှုဖို့မှားရင်တော့မှားတယ်ပေါ့ဘာလို့ဆိုရင်အဲကြောင့်မို့လို့ရှုဖို့မှားဆိုတမာလေးကြီးကိုပြောတာရှုတဲ့လူရဲ့တဏ္ဍာမှာပေါ့သူရဲ့ဉာဏ်ထဲမှာဘာဖြစ်လဲဆိုတာကိုသိဖို့လိုတယ်ပေါ့ဟုတ်သူ့အမြင်ကသူ့အမြင်ကဟောဒီကမ္မထာရှုနေတာလေကတကယ်ကတော့ဟိုအသိဉာဏ်နဲ့ခုနပေါက်ပြီးတော့လုံနေတယ်လို့အမြင်မဲ့နဲ့ငါရှုနေတယ်ဆိုတော့အဲ့ဒါလည်းဒိဋ္ဌိကပ်ဒိဋ္ဌိဖြစ်သွားတာဒိဋ္ဌိကပ်သွားတယ်ဒိဋ္ဌိမှမဟုတ်တာမှန်ပါတော့ဒိဋ္ဌိကပ်သွားပြီပေါ့အဲ့လိုပေါ့ဟိုလိုစဉ်းစားတယ်လို့ပေါ့ခန္ဓာကိုမရှုဘဲနဲ့တော့ဗဟိတကိုရှုတော့အရင်သွားရှုတော့ရှုပြောတာရှိတယ်လေစားတဲ့နာကနာစားတာကရုပ်အဲ့လိုသိပြီးတဲ့အခါကျတော့အဲယောဂီကစဉ်းစားရတယ်စားကျင်တာကဘာတော့ပန်းသီးပန်းသီးစားတယ်အဲ့တော့ပန်းသီးကနန်းဆိုတော့တယ်ဟုတ်တယ်အဲ့ဒါလွယ်မှာတော့ပြောတာမှန်ပါမှန်ပါတမဒိဋ္ဌိမဟုတ်တော့ဘူးစားကျင်တာပန်းသီးကစားကျင်ပန်းသီးကိုနန်းလို့တော့ပြောတော့အဲ့ဒါမှားသွားတယ်အဲ့တော့မျိုးရှိသေးတယ်အဓိကတော့ကိုလုံးရဲ့လုပ်ငန်းကိုသိတာတမဒိဋ္ဌိပဲဒါလုံးနေတော့တူပြီးတော့သိလာတာမှန်ပါမှန်အဲ့ဒါလည်းတမဒိဋ္ဌိပဲတမဒိဋ္ဌိဒီအဆင့်ဆင့်ရှိတယ်မှန်ပါမှန်သူကဝိပဿနာတရားထုတ်တာတော့ကမဲ့ကိုပုပ္ပဘာကမဲ့ပြီးတော့လောကုတ္တရမဲ့ကိုဖဲတယ်မှန်ပါပုပ္ပဘာကမဲ့ဆိုတာဝိပဿနာအဆင့်လုပ်ပြီးလုပ်ပြီးတယ်လုပ်ငန်းစဉ်ပေါ့အဲ့ဒီအချိန်မှာတော့သစ္စာစီပဲသူကဝိပဿနာလုပ်တဲ့အခါမှာကျတော့အကုန်လုံးတစုတည်းဖြစ်သွားတဲ့အခါအားရှိသွားပြီးတော့ပယ်ရမယ့်ကိလေသာပယ်လိုက်တော့မှသူကလောကုတ္တရမဲ့ဖြစ်သမုတ်စီတာပြီးပြီဟုတ်တယ်သူအဲ့ကြောင့် energy ဘာနဲ့ဥပ္ပါ energy ပြန်ပါလာတယ်အဲ့လိုဖြစ်တယ်မှန်အဲ့လိုဖြစ်ပေါင်းလိုက်ပါဆိုရင်တတိကူရအဲ့ကြတော့မှလောက်ဆရာရှိတယ်အော်မလဲပါပဲကျူတာအော်မစားပြီးဖုံးမှုစားပြီးတော့နိုင်ရှိတယ်လောကမီးအေရှင်များဟောပါတယ်ဟိုဓမ္မမီးအေနော်ဓမ္မမီးအေဟုတ်တယ်ရေးရတယ်ဆောက်တော်လေးမြတ်တန်းဆန်အော်အဲ့ဒါထုတ်ပတ်တိဖုံးမှုရဓမ္မစိတ်ကြီးအော်အဲ့ဒါတရားတွေပါမှန်ပါဓမ္မစင်ကြီးနဲ့ဝါစင်ကြီးလားဟောခကြီးနဲ့ဝါခကြီးနဲ့ဓမ္မစင်ကြီးဆိုပြီးအဲ့ဒါလည်းရှိတယ်ပြီးတော့ဖုံးဖုံးစားလို့လည်းဝိပြီးတော့အချင်းချင်းလေးတွေပေါ့အရန်သဘောကျတယ်ဟောလေဒီဖုံးဖုံးဒီဟောရပြရတယ်လို့ပရိစ္ဆေသမုပ္ပါပဋ္ဌာန်းကြီးလေးလာတော့လည်းဆိုပြီးတော့ဝိပြီးအဲ့ဆိုင်ဒီတော့ဒါကြတော့90နဲ့989ပေါ့အဲ့ခွေလေးလို့အဲ့ခွေထဲမှာနောက်အပုတ်ကတရားတော့များသွားတယ်အဲ့ပုတ်ထဲမှာဗာကြံခဲ့တယ်ဆိုတော့ယဟန္တာဆိုတဲ့တရားတစ်ပုတ်ကျန်နေတယ်မျက်စိစစ်တဲ့ပုံမှာတစ်ပုတ်ကျန်နေတယ်ပရမ99ပုတ်ထဲမှာယဟန္တာဆိုတဲ့ဟာပါတယ်နောက်ပုတ်ပြီးတော့နောက်ပုတ်ပြီးများတဲ့ပုံမှာယဟန္တာပေါင်းလာပုံပုံနဲ့နားကြည့်တယ်အဲ့ဒါကြီးပုံပုံရဲ့နာကိုပိုင်းနားကြည့်ကိုဒီလိုဆိုခွဲပြီးတော့အလားအတွက်ပုံပုံဆောက်ရှောက်ပြီးတော့ဝမ်းတာတယ်နော်ဒီလိုပဲပြောမှဆိုမှရှိလို့ဆိုရင်ခွင့်လို့ပါဒါတတိတော့ရဲ့ဒိဋ္ဌာကြီးမျိုးပြီးတော့ခုကြီးကိုနားထောင်ပြီးတော့လောကဓာတ်လို့ရှိရင်ပြီးတော့သုံးမှပြီးတော့ပြည့်ပြည့်ပြီးတော့